ဒီထောင်ကကဘာပေါ်မှာအကြောက်ရဆုံးဖြစ်တဲ့ထောင်မှာဒီကျင်းထောင်ကြီးထဲမှာဆိုရင်ကဘာတဝန်းကအန်ရပေးနိုင်ဆုံးရာဇဝတ်ကောင်တွေကြေးစားစစ်တီတွေနဲ့လောက်ကျန်တက်ဖြတ်သူတွေကိုဖမ်းဆီးကြုံနှောင်ထားတာပါတာမန်အချိန်တွေမှာဘသူကမှဂယုမဆိုင်တတ်တဲ့ဒီလူဆိုးကြီးတွေဟာအခုအချိန်မှာတော့လူငယ်လေးတစ်ယောက်ရဲ့အရှိမကျမ်းပြင်ပေါ်ဒူးထောက်ဝတ်တွားနေကြတဲ့အခါသူတို့ရဲ့အသက်ရှူတန်တွေကိုတောင်ကြဲကြဲမရှူရဲကြပါဘူးဒီလူငယ်လေးရဲ့နာမည်ကတော့လူယွန်ဖြစ်ပြီးအကျဉ်းထောင်မှုရဲ့ထိုင်ကုန်ပေါ်မှာခက်မိုက်မိုက်လေးထိုင်နေတာပါလွန်ခဲ့တဲ့3နှစ်လောက်ကသူ့ဆရာရဲ့အမိန့်အရဒီအကျဉ်းထောင်ကိုကိုယ်တိုင်လာရောက်ခဲ့တာကြောင့်အပြင်လူတွေကတော့ဒီကောင်လေးကိုပြစ်မှုကြီးကြီးမားမားကျူးလွန်ထားတဲ့သူလို့ထင်နေကြတာပါဒါပေမဲ့တကယ်အမှန်တရားကတော့ဒီအကျဉ်းထောင်ရဲ့မြေအောက်မှာ2000ပေါင်းများစွာအိမ်မောကျနေတဲ့ရွှန်လုံးခေါ်နဂါးကြီးရဲ့စွမ်းအင်တွေရှိနေတာမှန်ဘယ်သူမှမသိကြပါဘူးရွှန်ဟာဒီကျန်းတန်းလာတဲ့နဂါးစွမ်းအင်တွေကိုသူ့ခန္ဓာကိုယ်ထဲစုပ်ယူနိုင်စေရန်3နှစ်တိတိအချိန်ယူခဲ့ရတာပါမနေ့ကမှဒီစွမ်းအင်တွေကိုအောင်မြင်စွာစုပ်ယူနိုင်ခဲ့တာနဲ့အတူမျက်လုံးတွေကလည်းနဂါးမျက်လုံးတွေလိုတောက်ပသွားခဲ့ပါတယ်အဲ့ဒီအချိန်အကျဉ်းထောင်မှုကြီးဟာခွေးလေးတစ်ကောင်လိုရိုကျိုးကျိုးကောင်းကောင်းကရေခဲစိန်ထားတဲ့ဝိုင်နီတစ်ခွက်ကိုယူဆောင်လာခဲ့ပါတယ်ဒီလူကြီးကရွှန်ကိုဧည့်သည်လာတွေ့နေကြောင်းပြောပြတဲ့အတွက်ရွှန်ကလည်းဝိုင်ခွက်ကိုလှမ်းယူလိုက်ပြီးအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်အဲ့ဒီနောက်အထူးဧည့်တွေ့ခန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့မှန်ချက်ရဲ့တစ်ဖက်မှာထိုင်နေတဲ့သူကသူ့ဆရာမဟုတ်နေပဲအလွန်လှပပြီးမာနာကြီးမဲ့ပုံပေါက်နေတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်မိန်းကလေးကမျက်မှန်ကိုချွတ်လိုက်ပြီးအပြစ်ဆိုစရာမရှိအောင်လှပတဲ့မျက်နှာလေးကိုပြသလိုက်ပေမဲ့မျက်လုံးတွေထဲမှာတော့ရွန့်ကိုအထင်သေးယွန်ရှာနေတဲ့အရေးအယောင်တွေအပြည့်အဝဖုံးလွှမ်းနေတာပါစူးနှင်းရွှေကရွန့်ကိုခြေစုံကောင်းဖျားကြည့်လိုက်ပြီးစကားဆပြောလာပါတယ်ငါကစူးနှင်းရွှေစူးလုပ်ငန်းစုရဲ့အခုလက်ရှိ CEO ပဲမင်းလိုကောင်နဲ့နာမည်ခံစစ်ဆက်ထားတဲ့သူပေါ့မင်းပဲစဉ်းစားကြည့်အရင်တုန်းကမင်းကအဖိုးကိုဘလို့အကွက်တွေတုံးပြီးစစ်ဆက်ခိုင်းခဲ့တာလဲဆိုတာငါဂယုမဆိုင်ဘူးအခုချိန်မှာတော့ငါကတန်မိုးငွေကြေးတန်း1000တန်နဲ့သူဖြစ်နေပြီးမင်းလိုထောင်ကျနေတဲ့ကောင်နဲ့ကတော့လုံးဝကိုကွာခြားသွားပြီးကွာဒီငွေ9တန်းပါတဲ့ချက်လက်မှတ်ကိုယူပြီးစစ်ဆက်ပွဲဖျက်သိမ်းစာချုပ်ကိုထုတ်ပေးလိုက်တော့ထောင်ကထွက်လာရင်လည်းတာမန်လူတယောက်လိုပဲနေလိုက်စမ်းပါငါတို့စုမိသားစုစီကနေအချောင်လာစားဖို့လုံးဝမတွေးနဲ့ဒီလောက်ဆိုရင်မင်းသဘောပေါက်လောက်ပြီးထင်နေဆိုပြီးအေးဆက်ဆက်လေးတန်းနဲ့ဟောချလိုက်ပါတယ်ယွန်ကထိုးချက်လက်မှတ်ကိုကြည့်ပြီးရေချင်းစိတ်ပေါက်သွားခဲ့ပါတယ်ငကားစွမ်းရည်တွေကိုရရှိထားတဲ့သူအနေနဲ့ဒီလောကကငွေကြေးတွေဆိုတာဘာမှတန်ဖိုးမရှိပဲတိမ်တိုက်တွေလိုပါပဲတကယ်တော့သူကလည်းထောင်ကထွက်တာနဲ့ဒီစစ်ဆက်ပွဲကိုတွားဖျက်သိမ်းဖို့ရည်ရွယ်ထားတာပါဘာလို့လဲဆိုတော့သူ့ခန္ဓာကိုယ်ထဲကအစွမ်းတွေကြောင့်တာမန်မင်းကလေးတွေနဲ့လက်ထပ်လိုက်ရင်တစ်ဖက်လူရဲ့အသက်အန္တရာယ်ကိုထိခိုက်သွားနိုင်ရတာမို့သူ့ဘက်ကနေအရင်ဖျက်သိမ်းဖို့တွေးထားတာပါယွန်ကနင်းရွှေကိုကြည့်ပြီးမင်းလျှောက်တွေးမနေနဲ့မင်းတို့မိသားစုစီကဘာမှလာယူစရာအကြောင်းမရှိဘူးဒီကောင်ကတကယ်ကိုတာမန်မဟုတ်ဘူးပဲလို့မင်းမှတ်ထားလိုက်ခုပြန်လဲတုတ်ပြန်လိုက်ပါတယ်ယွန်ကအပြင်ဘက်ကအဆောင်ကိုလက်လန်းပြပြီးတစ်တာလေးတစ်ခုကိုယူခိုင်းလိုက်ပါတယ်တစ်တာကိုဖွင့်လိုက်တဲ့အခါငကားရုပ်တွေထွန်းထူထားတဲ့ကြောက်စင်းဆွဲကြိုးလေးတွေနဲ့အတူစစ်ဆက်ကြောင်းလန်းထားတဲ့စာချုပ်တွေအများကြီးထွက်လာခဲ့ပါတယ်နင်းရွှေကမှန်တစ်ဖက်ကနေကြည့်လိုက်ရစာချုပ်တစ်ခုပေါ်မှာချူရှင်းဝမ်ဆိုတဲ့နာမည်ကိုတွေးလိုက်ရလို့အလွန်အံ့ဩသွားပါတယ်ရှင်းဝမ်ဆိုတာရှင်းဟိုင်မျိုးကအချမ်းသာဆုံးတထေးကြီးချူကျိန်ပန်းရဲ့တူးလေးသောသမီးဖြစ်ပြီးတစ်မျိုးလုံးကအတိမတ်ပြုထားတဲ့ထိတ်တန်းအထက်တန်းလာမင်းကလေးတူပါယွမ်ကကြောက်စိမ့်တစ်ခုကိုထုတ်ယူလိုက်ပြီးဒါကမင်းတို့စုမိသားစုရဲ့ပစ္စည်းပဲပြန်ယူသွားလိုက်တော့ဟုပြောလိုက်တဲ့အခါနင်းရွှေကတာမန်မူရာကိုပြန်ထိန်းလိုက်ပြီးမင်းလိုကောင်ကများတထေးသမီးရဲ့စာချုပ်ကိုအတုလုပ်ရဲတယ်ပေါ့မင်းရဲ့အကွက်တွေကိုငါကုန်မြင်ပြီးသားပဲဒီလိုလိန်ညာတဲ့နီလန်းတွေနဲ့လူလေးလှုပ်ရှားနေတာမဟုတ်လားလောင်ပြောင်းလိုက်ပါတယ်ယွမ်ကတော့ဘာမှဆက်ရှင်းပြမနေတော့ပဲချက်ချင်းထွက်ပြီးအခန်းထဲကထွက်လာခဲ့ပါတယ်နောက်ကနေနင်းရွှေကဒီကောင်တော့သွားပြီးလုံးဝကိုအတုံးမကျတဲ့ကောင်ပဲဒေါသတကြီးအော်ဟစ်ကြံခဲ့ပါတယ်ယွန်ကကြံနေသေးတဲ့စာချုပ်လေးခုကိုကြည့်ပြီးတပြင်းချလိုက်ပါတယ်စစ်ဆက်ပွဲဖြစ်တာကိုတော့လူလိန်လို့အထင်ခံရတာဆိုတော့ဒီလူတွေအကုန်လုံးသူ့စီရောက်လာရင်ဒုက္ခရောက်မှာအသေးချပါပဲအဲ့ဒါကြောင့်ဒီနေ့ထောင်ကထွက်တာနဲ့ရှင်းဟိုင်မျိုးကိုသွားပြီးစာချုပ်တွေအကုန်လုံးကိုဖျက်သိမ်းပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ယွမ်ကတစ်တာကိုဆွဲပြီးအကျဉ်းထောင်ရဲ့ပင်မတကားကြီးစီကိုရှောက်သွားပါတယ်အကျဉ်းသားတွေအကုန်လုံးကလည်းကြောက်ရွံ့သေးစွာနှုတ်ဆက်ကြပါတယ်အခြားတစ်ဖက်မှာတော့အလေးချိန်ပေါင်းတောင်းချီရှိပြီးဒုံးကြီးနဲ့ပြည့်ရင်အောင်မပွင့်နိုင်တဲ့တိုက်တေနီယန်တတူဆက်လျက်စစ်တန်လိုက်တကားကြီးရှိကိုရောက်လာခဲ့ပါတယ်ယွမ်ကတော့မတုံးပဲညာဘက်ခြေထောက်ကိုမြောက်ကတကားကြီးကိုအာကုန်ကန်ချလိုက်ပါတယ်။နောက်ကွဲမတက်ကျလောင်တဲ့အတန်ကြီးနဲ့အတူတကားကြီးဟာပုံပြက်ပန်းပြက်ဖြစ်သွားပြီး10 မီတာလောက်ခြေနေထိလွင့်စင်ထွက်သွားပါတယ်။အပေါ်ထက်မျှော်စင်ကအဆောင်တွေကလည်းတနက်နဲ့မချိန်ကြပဲအားလုံးညီညီညာညာလေးပြကြပါတယ်။လွန်ခဲ့တဲ့3နှစ်ကလည်းဒီကောင်လေးဟာဒီလိုပုံစံမျိုးနဲ့ပဲတကားကိုကန်ဖွင့်ပြီးဝင်လာခဲ့တာကိုသူတို့တစ်သက်လုံးမေးနိုင်မှာမဟုတ်ပါဘူး။နာရီနှဲငယ်ကြာပြီးတဲ့နောက်ရှင်းဟိုင်မျိုးကိုသွားမဲ့လေရင်ရဲ့ပထမအအထူးခန်းထဲမှာရွှမ်းအိပ်ပျော်နေပါတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့သူ့ရှိမှစူးနှင်းရွှေရောက်နေတာကိုတွေ့လိုက်ရပါတယ်။နင်းရွှေကမျက်မှန်ကိုချွတ်လိုက်ပြီးယွန်ရှာတဲ့အကြည့်တွေနဲ့ကြည့်ကစကားပြောလာပြန်ပါတယ်။မင်းကကိုနောက်ယောင်ခံလိုက်နေတာလားဒီနေ့မှထောင်ကထွက်လာပြီးငါနဲ့လေးရင်တစည်းတဲ့အတူတူစီးရဲတယ်ပေါ့ငါအထူးခန်းလက်မှတ်ဝယ်ထားတာကိုတောင်စုံစမ်းပြီးလိုက်လာတာလားမင်းကိုပတ်စံ9တန်းပေးပြီးသားတော့ဘဲချင်းချေနေထိလာရှုပ်နေအောင်မှလဲအခုမှနောက်တရနေလို့နောက်ကျသွားပြီးကိုဟုပြောလာပါတယ်ယွမ်ကပြုံးလိုက်ပြီးစူးမင်းကလေးလူတွေကိုအထင်လွဲတက်တဲ့ယောဂကလည်းတကယ်ယောဂတစ်မျိုးပဲနော်လေရင်ပေါ်ကဆင်းရင်အုံနောက်နဲ့အာယုံကျော်ဆရာဝန်စီတွားပြလိုက်ပါဦးအလို့ဆိုရင်ပိုကောင်းသွားလိမ့်မယ်ခက်အေးအေးပဲပြန်ပြောလိုက်ပါတယ်နင်းရွှေကဒေါသတကြီးနဲ့အော်ဟစ်ဖို့ပြင်လိုက်ပါတယ်ဒီအချိန်မှာပဲလေရင်ကရှင်းဟိုင်အပြည့်ပြည့်ဆိုင်ရာလေစိတ်ကိုဆင်းသက်ကြောင်းကြီးညာတန်ထွက်ပေါ်လာခဲ့ပြန်ပြီးနင်းရွှေကမာနာတကြီးနဲ့လူဆိုတာကိုတီးဖို့လိုတယ်လေရင်ပေါ်ကဆင်းရင်ငါနောက်ကိုဆက်လိုက်ရဲလိုက်ကြည့်စမ်းရှင်းဟိုင်မျိုးမှာရှိတဲ့ငါတို့မိသားစုရဲ့အဆက်အသွယ်တွေကဘလောက်ကြီးမှလဲဆိုတာမင်းကိုပြမယ်ဒီလောက်ဆွမ်းအားလေးနဲ့များငါ့ကိုလာရှင်ရဲသေးတယ်ပေါ့လို့မင်းတွေးမိသွားလိမ့်မယ်
မယ်အဲ့ဒီခါကျရင်မင်းထောင်နဲ့ဒုတိယအကြိမ်ပြန်ရောက်သွားမယ်ချင်းချောက်ပြီးလေရင်တကားစီကိုထွက်သွားပါတယ်ဒါပေမဲ့တကားဝရောက်တော့လေရင်မဲ2ယောက်ကတားထားလိုက်ပါတယ်လေရင်မဲကတောင်းပန်ပါတယ်ရှင်အခုလေစိတ်ကိုအရေးပေါ်ပိတ်ဆို့ထားပါတယ်အပြင်ဘက်မှာအလွန်အရေးကြီးတဲ့ VIP ဧည့်သည်တော်ကြီးတယောက်ကိုကြိုဆိုဖို့လုံခြုံရေးတွေကိုအမြင့်ဆုံးအဆင့်အခြေအနေထိတိုးမြင့်ထားလို့ခဏလောက်စောင့်ပေးပါရှင်းပြပါတယ်မင်းရွှေကအရန်ကိုအံ့ဩသွားပြီးအချမ်းသာဆုံးတထေးကြီးလာရင်တော့လေစိတ်တစ်ခုလုံးကိုပိတ်ပြီးကြိုဆိုတာမျိုးမလုပ်နိုင်ဘူးဘသူများလဲတွေးနေမိပါတယ်လေရင်မဲအကြီးအကဲကရွှန်ရှိရာကိုပြေးလာပြီး90ဒီဂရီခါညွတ်ကလေးစားအပ်ပါတော့မစ္စတာလူရွှန်ရှင်အပြင်ဘက်မှာလူကြီးမင်းကိုလာကြိုတဲ့သူတွေရောက်နေပါပြီကျေးဇူးပြုပြီးလေရင်ဘော်ကဆင်းပေးပါတုံရင်နေတဲ့အတန်းနဲ့ပြောလိုက်ပါတယ်လေရင်ဘော်ကခီးသည်တွေအကုန်လုံးကရွှန်ကိုဝိုင်းကြည့်ကြပြီးနင်းရွှေဆိုရင်မျက်လုံးပြူပြီးတရက်တစေကိုမြင်လိုက်ရတယ်လို့အံ့ဩမြင်တက်သွားပါတယ်ရွှန်ကမျက်ခုံးပင်းလိုက်ပြီးအပြင်ဘက်ကရင်းနှီးနေတဲ့စွမ်းရည်တွေကိုခန်းစားမိသွားလို့ခေါင်းခါလိုက်ပါတယ်ရွှန်ကအားလုံးရဲ့လေးစားအားကျနေတဲ့အကြည့်တွေကြားထဲကနေလေရင်ဘော်ကဆင်းလာခဲ့ပါတယ်လေရင်လေကားကနေကြည့်လိုက်တော့လေရင်ပြေးလန့်ပေါ်မှာအနက်ရောင်ကားကြီးတွေအစီအရထားပြီးရှေ့ဆုံးမှာတော့မျက်နှာမှာဓာတ်တန်ရနဲ့ကြောက်စရာကောင်းတဲ့လူကြီးတယောက်ရက်နေတာကိုတွေးလိုက်ရပါတယ်ဒီလူကတော့ရှင်းဟိုင်မျိုးရဲ့မြေအောက်လောကဘရင်လေးဘူထန်းဆိုသူဖြစ်ပါတယ်လေးဘူထန်းဆိုတဲ့နာမည်ကိုကြားလိုက်ရုံနဲ့တင်တစ်မျိုးလုံးကစီးပွားရေးသမားတွေအကုန်လုံးကြောက်လန့်တုန်ကြီးသွားကြမှာပါလွန်ခဲ့တဲ့တစ်နှစ်ကဒီလူကြီးဟာရန်သူတွေရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်ဟေလင်အချင်းထောင်သားကိုထွက်ပြေးလာရင်အသက်အန္တရာယ်ကြုံနေရချိန်မှာယွမ်ကငကားစွမ်းရည်တွေနဲ့ကဲတင်ပေးခဲ့တာဖြစ်ပါတယ်ယွမ်ရဲ့လက်တစ်ချက်လှုပ်ရှားလိုက်တာနဲ့ရန်သူတွေဟာဇလန်းအဆုံးသက်သွားခဲ့ပြီလာကြိုတဲ့လေဘူချမ်းဟာလူငယ်လေးလူရဲ့အရှိမဒူးထောက်မတက်တုံးလုံးနေပါတယ်ဒီလူကြီးရဲ့ပခုံးကိုလူကခက်ဖောက်ဖွာလေးပုတ်ပေးရင်းနဲ့ဒီလောက်လူအင်အားတွေနဲ့ကားတန်းကြီးကိုဘာလို့ပြင်ဆင်ထားတာလဲအမြန်ဆုံးလူစုခွဲလိုက်တော့ဆိုပြီးခက်အေးပဲအမိန့်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်လေဘူချမ်းလည်းအမြန်ဆုံးလူစုခွဲဖို့ညွှန်ကြားလိုက်ပြီးတဲ့နောက်လူကတော့အနောက်ဆင်ခြေဖုံးကချူမီသားစုရဲ့စိုင်းတော်စီကိုလိုက်ပို့ပေးဖို့ပြောလိုက်တဲ့အခါကားတန်းကြီးဟာချက်ချင်းပဲမောင်းထွက်သွားခဲ့ပါပြီကားတန်းကြီးထွက်ခွာသွားတဲ့တနေရာထဲမှာတင်ကိုပိုင်လေရင်ပေါ်ကနေဆင်းသက်လာတဲ့ကောင်မလေးစပင်ရှင်နဲ့စုနေရွှေဟာမင်းတက်မိနေတဲ့မျက်နှာအမူအရာနဲ့အတူလေရင်မက်စီကိုအပြေးလွှားသွားရောက်မေးမြန်းကဒီလူဟာအချင်းထောင်ကနေအခုမှလွတ်မြောက်လာတဲ့ရာဇဝတ်ကောင်မဟုတ်ဘူးလားဘလို့လူတွေကလာကြိုနေတာလဲလို့စုနေရွှေကစိုးရိမ်တကြီးမေးမြန်းတဲ့အခါလေရင်မဲကလည်းသူတို့ရဲ့အစင်းမြင့်ဝတ်စုံတွေကိုကြည့်ရတာလှုပ်ဝက်ထူးဌာနကအန္တရာယ်ရှိတဲ့အကျဉ်းသားကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်နိုင်တယ်လို့တိုးတိုးလေးပြပေါ်ပြခဲ့ပြန်ပြီးစကားကြောင့်စုနေရွှေဟာစိတ်သက်သာရသွားကဒီကောင်လေးကတော့တာမန်မိုက်ကောင်မှုလှုပ်ဝက်ဌာနရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာကြောင့်တစ်တလုံးအမောင်ထဲမှာဇလန်းဆုံးသက်သွားခဲ့ရပါပြီပြလို့စိတ်ထဲကနေကျဉ်းနေခဲ့တာဖြစ်ပါတယ်ဒီအချိန်မှာပဲရှင်းဟိုင်မျိုးရဲ့အနောက်ဘက်ကချူမီသားစုဆိုင်ကြီးထဲမှာတော့တက်ကြီးဝါကြီးလူကြီးဖြစ်တဲ့ချူကြံ့ပန်ဟာမျက်လုံးတွေနီးရဲနေပြီးတညာရဲနဲ့အသက်30ကျော်အိုမင်းသွားတယ်လို့မျက်နှာပြက်နေပြီးထိုနေရာကိုရောက်ရှိလာတဲ့လူကတော့သူတို့မိသားစုရဲ့ယောဂဝေဒနာကိုကုသပေးပြီးဖြစ်တာကြောင့်အိမ်တော်ရေးစာချုပ်ကိုပြန်လဲအနံကငါတို့နှစ်ဖက်ဘာမှမပတ်သက်တော့ဘူးပြောဆိုပြီးမိုးတေးထန်စွာရွာသွန်းနေတဲ့အပြင်ဘက်ကိုထွက်ခွာသွားခဲ့ပြီးချူကြံ့ပန်ကလူကိုလှမ်းထားပေမဲ့လူကတော့စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်ပြီးကားပေါ်မှာထိုင်နေရင်းနဲ့လေပိုချမ်းစီစဉ်ပေးထားတဲ့ tension ကိုလေလံခမ်းမစီကိုမောင်းနှင်ဖို့အမိန့်ပေးလိုက်တာခမ်းမကြီးစီဥတီသွားဖို့ပါပဲညနေပိုင်းချိန်မှာတော့ဘီလီယံချီချမ်းသာတဲ့လူကူတန်းသူတွေသာတက်ရောက်နိုင်တဲ့ရွှေရောင်ဝင်းပနေတဲ့ tension ကိုအဆောက်အုံကြီးရဲ့လုံခြုံရေးတွေဟာအလွန်ပဲတင်းကျပ်လာပြီးလူဟာနေကာမျက်မှန်အနက်ကိုဝစ်စင်ထားကရိုးရိုးဝင်ခွင့်လက်မှတ်တစ်ခုနဲ့အတူခမ်းမကြီးတဲ့ကိုအေးလူလူဝင်ရောက်သွားတဲ့အတွက်အဆောင်ရှောက်တွေကအပြင်ဘက်ကနေပဲစောင်းဆိုင်ပေးခဲ့ရတာဖြစ်ပါတယ်လူကတော့ခမ်းမရဲ့ထောက်ဆုံးကခုံတစ်ခုမှာတဘာဝကြကြအေးဆေးစွာထိုင်နေစင်မှာပဲမောက်မာလှတဲ့စုနေရွှေဟာတန်းရောင်ဝစ်စုံနဲ့လူကုန်ထန်သားဝမ်ဟောင်းနဲ့အတူရောက်ရှိလာကမင်းမဲစဉ်းစားကြည့်မင်းရဲ့လောက်ရက်ကမှားနေလို့ငါအခုလိုလောက်ရတာဆိုတဲ့ပုံစံမျိုးနဲ့ချူမီသားစုကအစားကျွင်းကြံတော်မကြွေးလို့ဒီနေရာကိုခိုးဝင်လာတာလားဒီကောင်တော့သွားပြီးလောင်ပြောင်တရောလိုက်တာတွေ့ရပါတယ်ဝမ်ဟောက်ကလည်းအဆောင်တွေကိုလှမ်းអော်ပြီးဒီလိုအောက်တန်းစားအမိုက်ကောင်ကိုဘာလို့ပေးဝင်လာလဲအပြင်ကကောက်ရတဲ့လက်မှတ်နဲ့ခိုးဝင်လာတာနေမှာပါလူရွံမင်းအခုချက်ချင်းလက်ပြမရှိပဲလွတ်ထွက်သွားအောင်ထွက်သွားစမ်းစိန်ခေါ်လိုက်တဲ့အခါလူကတော့ဆူဆူရှက်ရှက်ကြည့်ပြီးဘာစီဘာစာတွေများလိုက်တာလို့ခက်အေးအေးပဲတုံ့ပြန်လိုက်တာတွေ့ရပါတယ်ဝမ်ဟောက်ကဒေါသအလိမ့်လိမ့်ထွက်ကမင်းကဘသူ့ကိုဘာစီဘာစာလို့ပြောတာလဲဒီလောက်စွမ်းအားလေးနဲ့များငါ့ကိုလာရှင်ရဲသေးတယ်ပေါ့အော်ဟစ်ပြီးလူရဲ့ရင်ဘက်ကိုလှမ်းကင်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲလူစီကနေအားကောင်းလာတဲ့ငကားနဲ့စွမ်းရည်လိုင်းတွေထွက်ပေါ်လာတာအံ့ဩစရာပါပဲဝမ်ဟောက်ဟာမမြင်ရတဲ့စွမ်းအားကြောင့်နောက်လွတ်ထွက်သွားကခုံတန်းတွေကိုတိုက်မိပြီးကျမ်းပြင်ပေါ်မှာခွေးကြကုတ်ကြလဲလဲကျသွားခဲ့ရတာမို့စုနေရွှေကတော့ထိတ်လန့်တကြားနဲ့အပြေးလွှာသွားရောက်သူမပေးရပါတော့တဲ့ဝမ်ဟောက်ကပါဇက်ကနေနီးရဲနေတဲ့အရေးတွေထွက်လာပြီးမင်းရဲ့အကွက်တွေကိုငါကုန်မြင်ပြီးသားပဲလေလံပွဲပြီးရင်မင်းကိုဒူးထောက်ပြီးတွားသွားခိုင်းစေရန်လုပ်ပြမယ်လို့ကျိန်းမောင်းက VIP အဆင့်ထိုင်ကုန်လေးစီကိုမျက်နှာပြက်ပြက်နဲ့တွားထိုင်လိုက်ရတာတွေ့ရပါတယ်အဲ့ဒီနောက်ခမ်းမအလဲစင်မြင့်ပေါ်မှာမိမောင်းတွေလင်းထိန်လာပြီးတဘာဝကြကြလှပပြီးတည်ငြိမ်တဲ့လေလံဆရာမလင်းယူရွှန်ဟာစင်ဘောကိုတက်ရောက်လာကလေလံပွဲကိုတရားဝင်စတင်လိုက်ပြီးအစောပိုင်းပစ္စည်းတွေကတော့ရှေးဟောင်းပစ္စည်းတွေဖြစ်တာကြောင့်လူအနေနဲ့စိတ်ဝင်စားမှုလုံးဝမရှိပဲအေးဆေးပဲနေခဲ့တာဖြစ်ပါတယ်တနာရီခန့်ကြာပြီးတဲ့နောက်မှာတော့လင်းယူရွှန်ဟာအနီရောင်ပိတ်စက်ကိုဖွင့်လှစ်လိုက်တဲ့အခါစိတ်ပြက်ကွက်ထဲမှာအပြာရောင်တောက်ပနေတဲ့နှစ်ပေါင်း300တက်တန်းရှိစတာဆိုဂျာပန်လေးပေါ်ထွက်လာခဲ့တာမြင်တွေ့ရပါတယ်
ဒီကြပန်းရဲ့အခြေခံလေလံဈေးဟာတန်း90ကနေစတင်ပြီးတစ်ချိန်တိုးရင်အနည်းဆုံးတစ်တန်းစီတိုးရမယ်လို့ကြေညာလိုက်တဲ့အတွက်လူကုန်ထမ်းတွေဟာပြိုင်ဆိုင်မှုပြင်းထန်လာက60တန်း80တန်းအထိအော်ဟစ်တိုးမြင့်ကြပြီးဝမ်ဟောက်ကလည်းသူ့ရဲ့လက်မှတ်နံပါတ်130ကိုမြောက်ကဒီပွဲကတော့လုံးဝကိုအကျိတ်နေပဲငါတန်း100ပေးတယ်အော်ဟစ်လိုက်တာကြောင့်ခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်ဆေးပရင်ခိုင်းရဲ့အလို့ဆိုရင်ဤကြပန်းကိုသူတို့သာရမည်ဖြစ်တော်လဲအပေါ်ထက်ကတီးတန့်ခန်းထဲကနေကျန်းနံဆေးပရင်ခိုင်းရဲ့တက်ကြီးဝါကြီးလူကြီးကတန်း120အထိထပ်မံတိုးမြင့်ကငါ့ကိုမျက်နှာသာပေးကြပါဦးလို့ပြောဆိုလိုက်တဲ့အတွက်ဆေးပရင်ခိုင်းကိုဘယ်သူမှမပြန်ရဲကြပဲဝမ်ဟောက်လည်းလက်မှတ်ကိုပြန်ချလိုက်ရတာဖြစ်ပါတယ်လေလံဆီယာမကတူကိုရိုက်ဖို့ပြင်ဆင်နေချိန်မှာပဲခမ်းမရဲ့ထောက်ဆုံးကနေလူကနံပါတ်6လက်မှတ်ကိုအေးအေးလူလူမြောက်ပြကတန်300ဆိုပြီးခက်ပြက်ပြက်អော်လိုက်တဲ့အခါခမ်းမတစ်ခုလုံးတေလူလိုတိတ်ဆိတ်သွားခဲ့ပြီးလူတိုင်းကဒီကောင်ကတကယ်ကိုတာမန်မဟုတ်ဘူးပဲစေးပရင်ကိုင်းကိုတောင်ရှင်ရဲတယ်လို့တီတိုပြောဆိုကြပြီးစုမြင့်ရွှေကလည်းပတ်စံမရှိပဲလေလံဈေးကိုရှောက်ဝရင်လက်နက်ဖက်လုံးအဖြတ်ခံရမှာနော်လို့အော်ဟစ်ဒေါသထွက်နေတာတွေ့ရပါတယ်လေလံဆီယာမလင်းယူရွှန်ကလည်းစိုးရိမ်စိတ်နဲ့အတူဈေးနှုန်းကိုတေချအတီးပြုပေးဖို့နဲ့ငွေပေးချေမှုမအောင်မြင်ရင်ထက်ရှင်းကော်ရဲ့ဒေါသကိုခံနိုင်မှာမဟုတ်ဘူးလို့တတိပေးတာခံလိုက်ရပါတယ်လူကတော့ဘာမှရှင်းမပြပဲသူ့ရဲ့အင်ဂျီအိတ်ထဲကနေငကားရွှေရုပ်ပုံပါတဲ့ကမ္ဘာအဆင့်မြင့်ဆုံးလှုပ်ဝက်ချက်ဖြစ်တဲ့ငကားနှက်ကပ်ပြားကိုစင်ဘောကိုလှမ်းပစ်ပေးလိုက်တာမြင်တွေ့ရပါတယ်လင်းယူရွှန်ဟာကပ်ပြားကိုမြင်လိုက်ရတဲ့အခါကမ္ဘာပေါ်မှာ10ကပ်ပဲရှိပြီးအကန့်အသတ်မရှိသုံးနိုင်တဲ့ကမန်တိသွားတာမို့ချွေးစည်းတွေပြန်လာကငွေစည်ရင်းစီကိုရိုးရိုးသေးသေးပို့ဆောင်ပေးလိုက်ပြီးခဏချင်းမှာပဲဝန်ထမ်းတွေကငွေပေးချေမှုအောင်မြင်ကြောင်းခေါင်းညှိပြလိုက်တာကြောင့်လေလံဆီယာမဟာတန်း300နဲ့လူကိုအောင်မြင်စွာလေလံအောင်ကြောင်းတူတူကြေညာလိုက်တာဖြစ်ပါတယ်စူနေရွှေတယောက်လုံးဝကိုအံ့အားသင့်မြင့်တက်နေပြီးခေါင်းထဲမှာလည်းဘာမှမသိတော့အောင်ကိုဗလာဟင်းလင်းဖြစ်နေခဲ့ပြန်ပြီးအရင်တုန်းကအချင်းကြဘူးတဲ့လူဆိုးတယောက်ဆိုပြီးလူပုံလဲမှာစစ်ဆက်ထားတာကိုဖျက်သိမ်းကအဆက်ခွဲခဲ့တဲ့သူကအခုလိုမျိုးငွေတန်း300လောက်ကိုမျက်တောင်မခတ်ပဲအေးဆေးသုံးပစ်လိုက်နိုင်တာလုံးဝကိုမယုံနိုင်အောင်ဖြစ်နေရတာမို့ဒါဟာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပါပဲလို့တွေးနေမိတယ်ဒီကောင်ထောင်ထဲမှာတော့ငါမကောင်းတဲ့နည်းတွေနဲ့ရလာတဲ့ငွေမဲတွေပဲဖြစ်ရမယ်ဆိုပြီးစူနေရွှေကတော့ကိုတက်တာရစေရန်စိတ်ပြက်လက်ပြက်နဲ့နှစ်သိမ့်နေရတယ်ဒီအချိန်မှာပဲလေလံပွဲကြီးကတရားဝင်ပြီးဆုံးသွားခဲ့ပြီးဝန်ထမ်းတယောက်ကကျဲဝိညာဉ်ကြပန်းထည့်ထားတဲ့ကြောက်စိမ့်တစ်တာလေးကိုလူယွမ်စီရိုးရိုးတီတီလာပေးလိုက်တဲ့အခါလန်ယူရွှန်းကလည်းစင်ဘောကနေကိုယ်တိုင်ဆင်းလာခဲ့တဲ့လူကြီးမင်းမှာအမခံချမ်းသာကြွယ်ဝမှုတွေရှိနေပေမဲ့ဒီလိုတမိုးကြီးပစ္စည်းကိုယူဆောင်သွားတာကအန်ရရမ်းများလုံးတဲ့အတွက်စေပရင်ချိုင်ဝမ်ကလူတွေနဲ့ရှင်းဟိုင်မျိုးကဂိုင်းစတာတွေရဲ့လူမိုက်တွေဟာကောင်းကင်ကျယ်ပွင့်စံအိမ်အပြင်ဘက်မှာရေတောင်မစိမ့်နိုင်လောက်အောင်ဝိုင်းရံပိတ်ဆို့ထားကြကြောင်းရှင်းပြတယ်ယုံကြည်တယ်ဆိုရင်ကောင်းကင်ကျယ်ပွင့်စံအိမ်မှာလှုပ်ဝက်မြေအောက်လမ်းလေးတစ်ခုရှိနေတာကြောင့်အဲ့ဒီကနေလုံလုံခြုံခြုံထွက်သွားလို့ရပါတယ်လို့လန်ယူရွှန်းကအကြံပေးပြောလိုက်တဲ့အခါလူယွမ်ကပြုံးပြီးလှုပ်ဝက်လန်းလာငါကအလုပ်တစ်ခုလုပ်ရင်အမြဲတမ်းတကားမကြီးကနေပဲမြန်မာလိုကြီးပဲတက်မတ်သွားလေးရှိတာကြက်တခိုးခွေးတခိုးလောက်နဲ့တော့ငါကိုလမ်းလွဲသွားအောင်လုပ်ဖို့ဆိုတာမတန်ပါဘူးလို့ခက်မိုက်ပြန်ပြောလိုက်တဲ့စကားပြောပြီးတဲ့နောက်လူယွမ်ဟာတကားမကြီးစီကိုမတ်လျှောက်သွားခဲ့ပြီးလန်ယူရွှန်းကတော့အနောက်ကနေကြည့်နေရင်ဒီလူအရန်ကိုချောင်ပလိုလေးတို့လိုဖန်ရမ်းရတာပဲဒီမင်းနောက်ွယ်မှာဘလောက်ပဲကြီးမားတဲ့အင်အားရှိနေပါစေလက်နှစ်ဖက်တည်းနဲ့လက်လေးဖက်ကိုဘလို့မှမရှင်နိုင်ဘူးအပြင်မှာတိုင်းပညာရှင်ပေါင်းရာချီပြီးရှိနေတာလို့စိုးရိမ်တကြီးတွေးနေမိပါတယ်အခြားတစ်ဖက်မှာတော့ကောင်းကင်ကျယ်ပွင့်ဆန်အိမ်ရဲ့အပြင်ဘက်မှာမိုးတွေကအဆက်မပြတ်တဲမဲရွာသွန်းတွေကလေပြင်းတွေလည်းအကြမ်းပန်းတိုက်ခတ်နေတဲ့လူယွမ်တကားပေါက်ကနေအပြင်ကိုခြေချလိုက်တာနဲ့တပြိုင်နက်မှောင်မိုက်နေတဲ့အရေးတွေတဲကနေလူအုပ်ကြီးထွက်လာခဲ့ပြီးသူတို့ရဲ့ခေါင်းဆောင်ကတော့ခုနကလေလံပွဲမှာဈေးပြိုင်ဆွဲခဲ့တဲ့စေးပရင်ချိုင်ဝမ်ကအသက်ကြီးလူပဲဖြစ်ပါတယ်သူ့အနားမှာအတွင်အားတိုင်းပညာရှင်9ယောက်10ယောက်လောက်ပါလာတယ်လို့တစ်ဖက်မှာလည်းဝမ်ဟောက်ကဓာမဲကြီးတွေကင်ထားတဲ့တက်တော်ဆောင်အယောက်50လောက်နဲ့အတူလမ်းကိုအသေးပိတ်ဆို့ထားတဲ့ကားပေါ်မှာပုံနေတဲ့စူနေရွှေကလည်းမှန်တကားကနေတဆင့်အပြင်ကအခြေအနေတွေကိုမျက်တောင်မခတ်ပဲကြည့်နေခဲ့တဲ့အသက်ကြီးလူကလက်ညှိုးငေါက်ထိုးပြီးကောင်လေးကျဲဝိညာဉ်ကြပန်းကိုအခုချက်ချင်းပေးလိုက်အလို့ဆိုရင်မင်းရဲ့တိုင်းပညာတွေကိုပဲဖျက်ဆီးဖြစ်ပြီးအသက်ရှင်ခွင့်ပေးမယ်လို့ချင်းချောက်လိုက်တဲ့ဝမ်ဟောက်ကလည်းအတန်ကျဲကြီးနဲ့လူယွမ်မင်းခုနာကအထဲမှာအရန်တွေလေကြီးမိုးကျဲပြောနေတာမဟုတ်ဘူးလားအခုငွေတန်း300ရှိတော့ကောဘာလို့လို့ရမှာလဲဒီနေ့မင်းရဲ့အသက်ကိုယူယုံတယ်မကဘူးငွေတွေနဲ့ဆေးပင်ကိုပါအကုန်သိမ့်ပြစ်မယ်လို့အော်ပြောလိုက်တဲ့လူယွမ်ကတော့သူ့မျက်နှာကိုမိုးရေတွေလာစင်နေတာကိုတောင်ဂယုမဆိုင်ပဲခြေလမ်းတွေကိုဖြည်းဖြည်းချင်းရက်တက်လိုက်တဲ့ကျဲဝိညာဉ်ကြပန်းကိုရကြတဲ့ကသူ့ကိုယ်တွင်းမှာရှိနေတဲ့ငကားစွမ်းရင်တွေဟာထိန်ချုပ်လို့မရနိုင်တော့ပဲအရန်ကိုပုတ်ပွက်ဆူလာခဲ့တာဖြစ်ပြီးစကားတွေအရန်များလုံးတယ်လို့ခတ်တိုးတိုးပြောလိုက်တဲ့ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တာနဲ့ငရဲပြည်ကနေတက်လာတဲ့အလားအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားကြဒီတစ်ခုသူစီကနေပောက်ကွဲထွက်လာခဲ့တာကြောင့်အနက်ရောင်ကားကြီးတစ်ကောင်မိုးကြိုးတွေကြားမှာဟိန်းဟောက်လိုက်တယ်လို့အတန်ကြီးထွက်ပေါ်လာတဲ့အဲ့ဒီကြောက်စရာကောင်းတဲ့စွမ်းရည်လိုင်းလုံးကြီးဟာမိုးရေတွေကိုတောင်ခွင်းပစ်လိုက်နိုင်တဲ့အထိပြင်းထန်လွန်းလာမှုဘေးနားမှာလေဟာနဲ့အေရိယာကြီးတစ်ခုဖြစ်ပေါ်လာတဲ့အသက်ကြီးလူလည်းမျက်လုံးပြူးသွားပြီးဒါကတိုင်းဆရာသခင်အဆင့်ထက်တောင်ကြော်လွန်နေတဲ့သူပဲလို့တုံးလို့စွာអော်လိုက်ပေမဲ့နောက်ကျသွားပါပြီလူယွမ်ကလေထဲကိုလက်ဝါးနဲ့ရိုက်ချလိုက်တာနဲ့တောင်ကျဒီတောင်ပြိုကျလာတယ်လို့မျိုးအပြင်းလုံးနဲ့ငကားစွမ်းရည်တွေဖိချလာတဲ့အတွက်စေးပရင်ချိုင်ဝမ်ကလူတွေဟာ
အော်ချိန်တောင်မရလိုက်ပဲမြေကြီးတွေအကွဲသွားတဲ့အထိဒူးထောက်ကျသွားကြတယ်ဝမ်ဟောက်ခေါ်လာတဲ့တာမန်တက်တော်ဆောင်တွေဆိုရင်လည်းလေလိုင်းတွေရိုက်ခတ်မှုကြောင့်10 မီတာလောက်အဝေးကိုလွင့်စင်သွားပြီးရေအိုင်ထဲမှာတကိုယ်လုံးတုံရင်နေကြတယ်ကားထဲကစူးနှင်းရွှဲဆိုရင်လည်းအသက်ရှူဖို့တောင်မေ့သွားလောက်တဲ့အထိလန့်ဖြတ်နေပြီးဒီကောင်လေးကတကယ်လူအစ်စ်ကောဟုတ်ရလားလို့တွေးနေမိတယ်လူယွန်ကဝမ်ဟောက်အနားကိုရှောက်သွားပြီးအပေါ်စီးကနေငုံကြည့်ကမင်းခုနာကဘသူ့ကိုထိချင်တာလဲလို့မေးလိုက်တယ်ဝမ်ဟောက်ကလည်းหนีရဲနေတဲ့အရေအိုင်ထဲမှာဒူးထောက်ပြီးတခင်လေးလူကျွန်တော်တကယ်မှားသွားပါပြီကျွန်တော်မှမျက်လုံးသာရှိပြီးအရှင်ဖျားကိုမမြင်လိုက်မိဘူးကျေးဇူးပြုပြီးသဘောထားကြီးကြီးနဲ့ကျွန်တော်ကိုတစ်ချိန်လောက်တော့ခွင့်လွှတ်ပေးပါဆိုပြီးအချိန်ချင်းတောင်းပန်နေရှာတဲ့ဒါပေမဲ့လူယွန်ကဒီလိုပွေရွက်စိတ်လောက်ရှိတဲ့ကောင်မျိုးနဲ့ဇလန်အဆုံးသက်သွားခဲ့ရပါပြီပြဆိုရင်တောင်ငါလက်တွေညစ်ပတ်သွားလိမ့်မယ်လို့ပြောရင်းအမောင်ထဲမှာပျောက်ကွယ်သွားတဲ့အဲ့ဒီနောက်ကောင်းကင်ကျဲပွင့်ဆန်အိမ်ရဲ့အပေါ်ဆုံးထပ်မှာတော့အလွန်ကိုလှုပ်ဝက်ကျဲကျဲနိုင်တဲ့အခန်းတစ်ခန်းရှိနေတဲ့အခန်းထဲကမှန်ထူကြီးရဲ့အနောက်မှာမျက်လုံးဝိုင်းဝိုင်းလေးနဲ့မိန်းကလေးတစ်ယောက်ဟာအောက်ထပ်မှာဖြစ်ပျက်သွားသမျှအရာအလုံးကိုအကဲခတ်နေခဲ့တဲ့အခန်းထဲမှာလန်ယူရွှမ်းကအသက်တောင်ပြင်းပြင်းမရှူရဲပဲရိုးရိုးတေးတေးရက်နေပြီးသူရှိကဘီတက်ကလထိုင်ပေါ်မှာတော့အင်မတန်ချုံမောလှပတဲ့အဖြူရောင်ဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ထိုင်နေတဲ့သူကတော့ဒီကောင်းကင်ကျဲပွင့်ဆန်အိမ်ရဲ့တကယ်နောက်ွယ်က boss ကြီးဖြစ်တဲ့အပြင်မြို့တော်ရဲ့အလျှို့ဝှက်ဆုံးတိုင်းပညာရှင်မိသားစုကတခင်မလေးမူယုံချိုးရွှေပဲဖြစ်ပါတယ်မျက်နှာလေးဟာဖြူဖြော့နေပြီးခြေထောက်တွေမှာလည်းရေခဲအလွှာပပလေးတွေဖုံးလွှမ်းနေတာကိုတွေ့ရတယ်ဒါဟာသူငငယ်ကလေးကဆွဲကပ်နေတဲ့အလွန်အေးဆက်တဲ့အစိတ်တစ်မျိုးဖြစ်ပြီးတာမန်လူတွေသာနည်းနည်းလေးထိမိသွားရင်တော့အသက်ရှင်ဖို့လမ်းမရှိတော့ပါဘူးသူကိုယ်တိုင်လည်းတန်ဖိုးမဖြတ်နိုင်တဲ့ဆေးဘက်ဝင်အပင်တွေနဲ့သာအခုချိန်ထိအသက်ဆက်နေရတာပါလန်ယူရွှမ်းကတခင်မလေးဒီလူရွံဆိုတဲ့သူကဘဲကလာမှန်းမသိပေမဲ့တိုက်ခိုက်တဲ့နေရာမှာအရန်ကိုရက်ဆက်တယ်လို့စွမ်းအားတွေကလည်းဘလောက်အနှက်ဆိုင်ဆုံးအခြေအနေမှာရှိနေလဲဆိုတာခံမှန်းလို့မရနိုင်ဘူးလို့တင်ပြလိုက်တယ်မူယုံချိုးရွှေကကလတ်ထိုင်ရဲ့လက်ရန်ကိုလက်ချောင်းလေးတွေနဲ့ဖောက်ခွာလေးခောက်နေရင်သူခုနကထုတ်လွှတ်လိုက်တဲ့စွမ်းရည်တွေကြောင့်ငါကိုယ်ထဲမှာ20နှစ်တက်တန်းလောက်တီးပြီးဖြစ်တဲ့အေးဆက်လာတဲ့အစိတ်တွေတောင်ကြောက်ရွံ့ပြီးတုန်ခါသွားရတဲ့လူရွံရဲ့အချက်လက်အားလုံးကိုအမောင်ကုန်ရက်ကနေအသေးစိတ်စုံစမ်းပါသူကငါဘဝမှာပြန်လည်မတက်နိုင်ဖို့အတွက်တခုလေးတော့မျှော်လင့်ချက်ဖြစ်လာနိုင်တယ်လို့အမိန့်ပေးလိုက်တယ်ဒီအချိန်မှာပဲရှင်းဟိုင်မျိုးအရှိဘက်ကဝတ်နေတဲ့ငကားတောင်စီကိုဇက်ကွက်ကူးသွားပါတယ်ဒီနေရာဟာတစ်မျိုးလုံးမှာဖုံးရွှေအကောင်းဆုံးနေရာဖြစ်တယ်လို့မြေစည်းအမြင့်မားဆုံးနေရာလည်းဖြစ်ပါတယ်တောင်ထိပ်ပေါ်မှာတော့နက်ပြည်ကနန်းတော်ကြီးတစ်ခုလိုကြီးမားခမ်းနားလာတဲ့မိုးတိမ်ထိပ်ဖြားနန်းတော်ကြီးတည်ရှိနေတဲ့အရင်ကရှင်ဘရင်တွေနွေရာသီအနားယူတဲ့နန်းတော်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာလေဖိုးထန်းဆိုတဲ့သူကငွေ1 ဘီလီယံပေးဝယ်ကပြန်လည်မွမ်းမံထားခဲ့ပေမဲ့သူ့အနေနဲ့ဒီနေရာမှာနေထိုင်ရတဲ့တတိမရှိခဲ့ပါဘူးတကယ်ငကားအစ်စ်အမှန်တကောင်မှသာဒီနေရာနဲ့ထိုက်တန်တယ်လို့သူယုံကြည်ထားတာပါအနက်ရောင်ရိုးရွိုက်စကားကြီးတစ်စီးဟာမိုးရေတွေကိုဖျက်ဆီးပြီးနန်းတော်ရှိကစကျင်ကြောက်လှေကားထစ်လေးတွေရှိမှရက်တန်သွားတဲ့လေဖိုးထန်းကတခင်လေးလူဒါကတခင်လေးအတွက်ကျွန်တော်တီးတန့်ပြင်ဆင်ပေးထားတဲ့နေရာပါတောင်အောက်မှာတဘာဝရေပူစမ်းလေးတစ်ခုရှိတဲ့အတွက်ကျင့်စဉ်တွေကျင့်ကြံမှုအထူးတင်လျော်ပါတယ်ဆိုပြီးကားတကားကိုကိုယ်တိုင်လာဖွင့်ပေးလူယွမ်ကားပေါ်ကနေဆင်းလိုက်ပြီးမိုးရေနဲ့မြေကြီးနှံတွေရောရှက်နေတဲ့လေကောင်းလေတန့်ကိုတဝါကြီးရှူသွင်းလိုက်တဲ့တန့်စင်တဲ့စွမ်းရည်တွေကသူ့ရဲ့မွေးညင်းပေါက်လေးတွေကနေတဆင့်ကိုရင်းကိုစီးဝင်လာပြီးငကားစွမ်းရည်တွေနဲ့ပဲ့တင်ထက်သွားတာကိုသူရှင်းရှင်းလင်းလင်းခံစားလိုက်ရတဲ့လူယွမ်ကမစိုးဘူးမင်းတော်တော်လေးစီစဉ်တက်တယ်လို့ချီးကျူးလိုက်တဲ့အဲ့ဒါကြောင့်လေဖိုးထန်းကလည်းဒီတောင်ပေါ်မှာအကောင်းဆုံးသောလှုပ်ဝက်တက်တော်ဆောင်တွေကိုချထားပေးပြီးတခင်လေးကိုဘယ်သူမှလာမနှောက်ယှက်စေရပါဘူးလို့ကတိပေးရင်းအယိုအသေးပေးကပြန်ထွက်သွားခဲ့တဲ့ကြီးမားကျယ်ပြန့်လာတဲ့နန်းတော်ကြီးထဲမှာလူယွမ်တယောက်ထဲသာကြံရစ်ခဲ့ပြီးသူကအခန်းကျယ်ကြီးတစ်ခုထဲကိုဝင်ကတင်ပြင်းခွေထိုင်ချလိုက်တဲ့ပြီးတာနဲ့အိတ်ထဲကနေကျေဝိညာဉ်ကြပန်းလေးထည့်ထားတဲ့ကြောက်စိမ့်တစ်တာကိုထုတ်ယူလိုက်ပြီးတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့အပြာရောင်အလင်းတန်းလေးတစ်ခုထွက်ပေါ်လာကဆေးဖက်ဝင်အနံ့တင်းတင်းလေးတွေတစ်ခန်းလုံးကိုပြန့်နှံ့သွားခဲ့ပါတော့တယ်လူလို့ခေါ်တဲ့ဒီကောင်လေးကသူ့ရဲ့ပထမဆုံးအဆင့်ဖြစ်တဲ့ငကားစွမ်းရင်ကိုတည်ငြိမ်အောင်ထိန်းချုပ်နေရတာဖြစ်ပါတယ်ဘာမှတွေးမနေတော့ပဲလက်နှစ်ဖက်ကိုလင်းလင်းမြဲမြဲလှုပ်ရှားလိုက်တဲ့အခါပါဇက်ကနေကြာပန်းလေးကိုတစ်ချက်တည်းဆုပ်ယူလိုက်ပါတော့တယ်အပြာရောင်ဂလက်စီတစ်ခုလိုပြောင်းလဲသွားတဲ့ကြာပန်းလေးကသူ့ပါဇက်ထဲကိုဓာတ်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့ခန္ဓာကိုယ်ထဲကနေရှေးဟောင်းသားရဲကြီးတစ်ကောင်နိုးထလာတဲ့အလားကြောက်မက်ဖွယ်ကောင်းတဲ့ရွှေရောင်လင်းနှန်းတွေပောက်ကွဲထွက်လာခဲ့တာဖြစ်ပြီးဝစ်စင်ထားတဲ့အဝတ်စားတွေတောင်အစအနမကြံအောင်စုပ်ပြဲသွားခဲ့ရပါတယ်အခြားတစ်ဖက်မှာတော့ဝါလုံတောင်ထိပ်မှာမိုးတွေတဲထန်စွာရွာသွန်းနေတဲ့ကြားကတောင်ထိပ်ပေါ်ကကောင်းကင်ရံမှာအေယာမလေစင်နာမောင်းကြီးဖြစ်ပေါ်နေပါတယ်ဒီတောင်တက်လန်တစ်လျှောက်မှာအနက်ရောင်ကားကြီးတစ်စီးကမိုးရေတွေကြားတဲ့ခက်ခက်ခဲခဲမောင်းနေလာခဲ့ပြန်ပြီးကားထဲမှာတော့ကားမောင်းနေတဲ့တက်တော်ဆောင်ကောင်းမလေးနဲ့ဘီတက်ကလထိုင်ပေါ်ကမူယုံချိုးရွှေလို့ခေါ်တဲ့ကောင်းမလေးတို့ပါလာပါတယ်ကားမောင်းနေတဲ့လန်ကရာသီဥတုကြီးကတော်တော်လေးကိုထူးဆန်းနေတယ်လေတူးထဲမှာလည်းလူကိုကြောက်လန့်စေတဲ့ PR တွေပါလာတယ်လို့ပြောလိုက်တဲ့အခါမူယုံချိုးရွှေကကောင်းကင်ကလေစင်နှမောင်းကြီးကိုအန်အော်မင်တက်စွာစိုက်ကြည့်နေခဲ့ပါတယ်သူမရဲ့မျက်နှာပေါ်မှာဖုံးကွယ်ထားလို့မရတဲ့စိတ်လှုပ်ရှားမှုတွေအပြည့်အဝပေါ်လွင်နေခဲ့ပါတယ်ဒါကတာမန်တိုင်းဆရာတယောက်မဟုတ်ဘဲနက်ဖျားအဆင့်ကိုတက်လန်းနေတဲ့ထိပ်တန်းပညာရှင်တယောက်လို့ပြောလိုက်ပါတယ်ဒီလိုစွမ်းရှင်မျိုးကိုတွေးလိုက်ရတဲ့အတွက်သူ့မှာဖြစ်နေတဲ့ကြိုရင်လို့ခေါ်တဲ့အေးတက်လွန်ကဲပြီးတွေးကြောပိတ်တဲ့ယောဂကြီးကိုကုသပေးနိုင်မဲ့သူတွေ့ပြီလို့ဝမ်းသာမျက်ရည်ကျကလမ်းကိုကားမြင်မြန်မောင်းဖို့အော်ပြောလိုက်ပါတော့တယ်သူတို့တွေတိမ်တိုင်နှန်းတော်ဂိတ်ပေါက်ဝကိုရောက်လာတဲ့အချိန်မှာတော့အနက်ရောင်ဝစ်စုံတွေနဲ့လက်နက်အပြည့်အစုံကင်ဆောင်ထားတဲ့အဆောင်တွေကပိတ်ရထားခဲ့ပါတယ်အဆောင်ကောင်းဆောင်ကဓာတ်ကိုဆွဲထုတ်လိုက်ပြီးဓာတ်ကပုတ်ကလိကနေမြေဖြစ်လို့ကျူးကျော်လာတဲ့သူတွေဇလန်းအဆုံးသက်သွားခဲ့ရပါပြီပြလို့ချင်းချောက်လိုက်ပါတယ်လန်က
ဒေါသတကြီးနဲ့ပြန်လဲတုတ်ပြန်ဖို့ပြင်လိုက်ပေမဲ့မူယုံချိုးရွှေကလက်ကပြပြီးတားလိုက်ပါတယ်အဲ့ဒီနောက်သူ့နာမည်ကမူယုံချိုးရွှေဖြစ်တဲ့ဒီကိုဂါရဝပြုဖို့လာခဲ့တာပါဆိုပြီးလှမ်းပြောလိုက်ပါတယ်အဆောင်ကောင်းဆောင်ကညင်းပယ်ဖို့ပါဇက်ဟာလိုက်ယုံရှိသေးသူ့ခေါင်းထဲမှာအေယာမခေါင်းလောင်းကြီးထိုးလိုက်တယ်လို့ကျဲလောင်တဲ့အတန်ကြီးတန်ဝင်လာခဲ့ပါတယ်ဒီအတန်ကတော့သူတို့ကိုဝင်ခွင့်ပြုလိုက်ပါလို့အမိန့်ပေးလိုက်တာပါအဆောင်ကောင်းဆောင်လည်းလက်ဖြန့်သွားပြီးချက်ချင်းပဲလက်နက်ကိုတိန်းကအယိုသေးပေးပြီးလမ်းဖယ်ပေးလိုက်ပါတော့တယ်လန်ကဘီတက်ကလထိုင်ကိုတွန်းပြီးအိမ်တော်ထဲကိုဝင်လာခဲ့ကြပါတယ်အခန်းထဲကိုရောက်သွားတဲ့အခါစိန်ခန့်ဆိုဖာကြီးပေါ်မှာဝိုင်းတောက်နေတဲ့လူကိုတွေ့လိုက်ရပါတယ်ဒီကောင်လေးရဲ့ခန္ဓာကိုယ်မှာဘာစွမ်းရည်မှမရှိပဲတာမန်လူငယ်လေးတစ်ယောက်လိုပဲအေးအေးဆေးဆေးထိုင်နေတာပါဒါပေမဲ့မူယုံချိုးရွှေကတော့တေချာဆိုင်ကြည့်ပြီးလူရဲ့မျက်လုံးထဲမှာရွှေရောင်တကားအရေးလေးတွေဖြတ်ပြေးသွားတာကိုမြင်လိုက်ရတာမို့အတော်လေးအံ့ဩသွားခဲ့ပါတယ်လူကဒီလောက်အနေရများတဲ့တောတောင်တွေကိုအသက်မနှံ့မျောပဲလာရဲတယ်ပေါ့လို့မေးလိုက်ပါတယ်မူယုံချိုးရွှေလည်းသူ့ရဲ့နောက်ခံကိုတစ်ချက်တည်းနဲ့တိနေတဲ့ဒီလူကိုကြည့်ပြီးလူကတကယ်ကိုကြိုတင်တွက်ဆနိုင်စွမ်းရှိသူပါလားလို့တွေးလိုက်မိပါတယ်သူကညကြီးမိုးချုပ်လာရောက်နောက်ဆက်ရတာတောင်းပန်ပါတယ်သူ့ခန္ဓာကိုယ်ထဲမှာအေးတန်ကြောင့်အသက်အန္တရာယ်ရှိနေပြီဖြစ်လို့ဆရာရဲ့နတ်ဖျားလိုစွမ်းအားတွေကိုယုံကြည်ပြီးဆေးလာကူတာပါလို့ရှင်းပြလိုက်ပါတယ်လူကဆေးလာကူတာလားလို့မေးခွန်းထုတ်လိုက်ပြီးဝိုင်းကွက်ကိုချကာမူယုံချိုးရွှေအနာကိုဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်ပြီးတော့သူမရဲ့မေးစေးကိုကင်ပြီးအတင်းမောကြည့်စေရန်လှုပ်လိုက်ပါတော့တယ်ဒီအချိန်မှာလန်ကဒေါသတကြီးနဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပြီးရိုင်းဆိုင်လာချီလာဆိုပြီးအော်ပစ်လိုက်ပါတယ်ဒါပေမဲ့မူယုံချိုးရွှေကချက်ချင်းပဲအနောက်ဆုတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဆရာလူတာသူ့ခြေထောက်တွေကိုကုသပေးပြီးအသက်ကိုကယ်တင်ပေးမယ်အလို့ဆိုရင်သူ့ရဲ့အဖွဲ့အစည်းတစ်ခုလုံးကိုဆရာစီပုံအပ်ပါမယ်လို့ကတိပေးလိုက်ပါတယ်လူကတော့ဒါကအစိတ်မိတာမဟုတ်ဘူးမွေးရပါဒီကြောပိတ်နေတာအေးတက်ကအယိုးထဲထိစိတ်ဝင်နေပြီးနှလုံးသွေးကြောတွေရဲ့ရာခိုင်နှုန်း80လောက်ကအေးခဲနေပြီးအလွန်ဆုံးခံနိုင်ရင်နောက်ထပ်3လပဲလို့တိတိကျကျထောက်ပြလိုက်ပါတယ်မူယုံချိုးရွှေကလည်းမြို့တော်ကနာမည်ကြီးဆရာဝန်တွေကလည်းဒီလိုပဲပြောကြတယ်မှတ်ဝင်ခံလိုက်ပါတယ်ဒါပေမဲ့သူကမသိချင်သေးဘူးပြန်ဆက်ရမယ့်သွေးကြွေးတွေရှိနေသေးတယ်လို့မျက်ရည်တွေဝဲပြီးပြောရှာပါတယ်လူကမင်းကိုငါကဲနိုင်တယ်ဒါပေမဲ့မင်းရဲ့အဖွဲ့အစည်းကိုတော့ငါစိတ်မဝင်စားဘူးလို့ပြက်ပြက်သားသားညင်းလိုက်ပါတယ်သူလိုချင်တာကဆေးပါတဲ့အသက်ရှင်ခြင်းနဲ့ဆိုရင်ထိတ်တန့်အဆင့်ရှိတဲ့ဆေးပတ်ဝင်အပင်3မျိုးဖြစ်တဲ့တောင်းနှစ်ချီနေပြီဖြစ်တဲ့မိတက်မှုတမလုံမိတောင်းမြက်နဲ့အတူဒဏ္ဍာရီတဲကစစ်မှန်တဲ့ငကားသွေးဆိုတာတွေကိုရှာပေးရမယ်လို့တောင်းဆိုလိုက်ပါတယ်တစ်နှစ်အတွင်းမှာဒီထဲကတစ်ခုခုကိုရှာပေးနိုင်မယ်ဆိုရင်10နှစ်တိတိအသက်ရှင်အောင်လုပ်ပေးမယ်3မျိုးလုံးစုံအောင်ရှာပေးနိုင်မယ်ဆိုရင်တော့တိုင်းပညာရှင်အဆင့်ကိုချက်ချင်းတက်လန်းနိုင်အောင်ကူညီပေးမယ်လို့ဂရီပေးလိုက်ပါတယ်မူယုံချိုးရွှေလည်းဒီလိုရှားပါလာတဲ့ပစ္စည်းတွေကိုကြားလိုက်ရတော့အံ့ဩလွန်းလို့အသက်ရှူတောင်ရက်မတက်ဖြစ်သွားပါတယ်ဒီ3မျိုးတွေကတစ်ခုလောက်ရှိရင်တော့တိုင်းလောကတစ်ခုလုံးတွေးချောင်းစီးသွားနိုင်တဲ့အရာတွေဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူကသဘောတူပါတယ်သူ့မိသားစုရဲ့သတင်းအချက်လက်ကွန်ရက်တစ်ခုလုံးကိုအသုံးပြုပြီးရှာဖွေပေးပါမယ်လို့တနိဋ္ဌာန်ချလိုက်ပါတယ်လူကလည်းအရန်ကောင်းတယ်လို့ကျေနပ်စွာပြောလိုက်ပါတယ်အဲ့ဒီနောက်လူကလက်ကိုတစ်ချက်ဝေ့ရမ်းလိုက်ရာဘီတက်ကလထိုင်ပေါ်ကဆောင်လေးကပြအဖြစ်လွင့်စင်သွားပါတော့တယ်ပြဖြော့ဖြော့အယောင်နဲ့အေးဆက်နေတဲ့ခြေတံသွယ်လေးတွေပေါ်လာတဲ့အခါလူကလက်ညှိုးနဲ့လက်လည်ကိုပူးလိုက်ပြီးအမောင်ရွှေရောင်မိတောက်လေးတစ်ခုကိုဖန်တီးလိုက်ပါတယ်အဲ့ဒါကတော့ငကားမီတောက်စွမ်းရင်ကိုဖိသိပ်ထားတာဖြစ်ပါတယ်အဲ့ဒီမီတောက်လေးနဲ့မူယုံချိုးရွှေရဲ့ဒူးကောင်းခြေချင်းဝတ်နဲ့ခြေဝါးကအရေးကြီးတဲ့တွေးကြောမကြီးတွေကိုအမြန်အဆန်ထောက်လိုက်ပါတော့တယ်အစိတ်နှစ်ကြပြီးတဲ့နောက်ပထမဆုံးအကြိမ်ဖြစ်သူမရဲ့ခြေထောက်တွေမှာအာယုံခံစားမှုတွေပြန်လည်နိုးထလာခဲ့ပါတယ်အရန်ကိုပူလောင်တဲ့ခံစားမှုကြီးဖြစ်ပြီးအေးခဲနေတဲ့တွေးကြောတွေထဲမှာချော်ရည်ပူတွေစီးဆင်းနေတယ်လို့ခံစားလိုက်ရပါတယ်မိနစ်အနည်းငယ်ကြာတော့လူကလက်ကိုဖြည်းဖြည်းချင်းပြန်ရုပ်လိုက်ပါတယ်သူ့နှဖူးမှာလည်းချွေးတီးချွေးပေါက်တွေကျလာခဲ့ပါတယ်ယောဂရဲ့အေးတက်ကတော်တော်လေးကိုပြင်းထန်တဲ့အခုငကားမီတောင်းနဲ့နှလုံးသားကအေးတက်တွေကိုပိတ်လောင်ထားပေးလိုက်ပြီးခြေထောက်ကတွေးကြောတချို့ကိုလည်းဖွင့်ပေးလိုက်ပြီးအဲ့ဒါကြောင့်နောက်ထပ်3လတိတိတာမန်လူတွေလိုလမ်းလျှောက်နိုင်မှာဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်ဒါပေမဲ့3လပြည့်လို့မှသူလိုချင်တဲ့ဆေးတွေကိုမရှာပေးနိုင်ရင်တော့အရင်ကထပ်ပို့ပြီးနာကျင်စွာနဲ့တေဆုံးရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်မူယုံချိုးရွှေကသူမရဲ့ခြေချောင်းလေးတွေကိုဖြည်းဖြည်းချင်းလှုပ်ကြည့်လိုက်ပါတယ်ပြီးတော့ဘီတက်ကလာထိုင်ရဲ့လက်တန်းကိုအားပြုပြီးမယုံနိုင်တော့အောင်ပဲဖြည်းဖြည်းချင်းမတက်ရက်လိုက်နိုင်ပါတယ်အစိတ်နှစ်လောက်ဒုက္ခရောက်နေခဲ့ရကနေအခုလိုမြေကြီးကိုပြန်နေနိုင်တဲ့အရာတာကိုခံစားလိုက်ရတော့စိတ်လှုပ်ရှားလွန်းလို့မျက်ရည်တွေတောင်ကျလာခဲ့ပါတယ်အရန်ဝမ်းသာသွားပြီးလူရဲ့ရှိမှဒူးထောက်ချလိုက်ကကျေးဇူးကြီးမားလာတဲ့အနေနဲ့တသက်လုံးမေးမှာမဟုတ်ဘူးလို့ကျေးဇူးတင်စကားဆိုလိုက်ပါတယ်လူကတော့ဒီလိုအလကားစကားတွေမပြောပါနဲ့မင်းရဲ့တခင်မလေးကိုခေါ်ပြီးပြန်တော့ငါအနားယူတော့မယ်လို့အေးအေးဆေးဆေးပဲပြောလွတ်လိုက်ပါတယ်နောက်တနေ့မနက်ခင်းကိုရောက်တဲ့အခါရှင်းဟိုင်မြို့အနောက်ဘက်စင်ချေဖုံးကချူမီသားစုရဲ့ခြံဝင်းကြီးစီကိုမြင်ကွင်းကရောက်သွားပါတယ်နေအောင်ကြီးကမှန်ပြတဲ့ပေါက်ကနေတဆင့်စင်ကန်ကူတင်ကြီးပေါ်ကိုဖြာချနေပါတယ်ကတင်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်မလေးချူရှင်းဝမ်ကမျက်လုံးတွေကိုပုတ်ပြီးအိယာကနေဖြည်းဖြည်းချင်းနိုးထလာပါတယ်သူကအိယာပေါ်ကနေရုတ်တရက်ထထိုင်လိုက်ပြီးသူ့ပါးပြင်လေးတွေကိုစမ်းကြည့်လိုက်လက်လေးတွေကိုပြန်ကြည့်လိုက်နဲ့ငါမသေးရသေးဘူးပေါ့ဆိုပြီးဝမ်းသာအားရပြောလိုက်ပါတယ်လွန်ခဲ့တဲ့တစ်လလုံးအိမ်မက်ဆိုးတွေရဲ့နှိမ့်ဆက်မှုကြောင့်သူ့ခန္ဓာကိုယ်ကနေ့ရက်အမျှအားနည်းလာခဲ့ဒါပါအသက်ဝိညာဉ်ကိုတစ်ခုခုကတဖြည်းဖြည်းစားသုံးနေတယ်လို့ခံစားခဲ့ရပေမဲ့အခုတော့သူ့ခန္ဓာကိုယ်ကအရင်ကထက်တောင်ပိုပြီးတွက်လက်ပေါ်ပါနေတာကိုအံ့ဩဖွယ်ရာတွေ့ရှိလိုက်ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲအနီရောင်ကရင်ပစိုးဝစ်စုံနဲ့သပင်ကောက်ကောက်နဲ့အမျိုးသမီးကြီးတစ်ယောက်ကစွတ်ပြုတ်ပကံကိုကင်ပြီးအခန်းထဲကိုဝမ်းသာအားရပြေးဝင်လာခဲ့တဲ့ဆူရှင်းဝမ်ငါရဲ့အဖိုးတန်သမီးလေးနောက်ဆုံးတော့မင်းတို့လာပြီးပေါ်ဆိုပြီးမျက်ရည်တွေစီးကျလာတဲ့အထိအော်ဟစ်ငိုယိုရှာတာသူ့နောက်ကနေအပြာရောင်ဝစ်စုံနဲ့ကလေးကတိုင်ရော်ရဲရဲဝစ်ထားတဲ့အမျိုးသားကြီးလဲစိုးရိမ်တကြီးပြေးဝင်လာပြီးတော့ကောင်းကင်နဲ့မြေကြီးကိုပဲကျေးဇူးတင်ရမလို့ဖြစ်သွားတယ်ငါတို့စုမိသားစုတော့ဒီတစ်ချိန်ကပ်ပေးကနေနောက်ဆုံးတော့ကြော်လွှားနိုင်ခဲ့ပြီလို့ဝမ်းသာအားရရေရွတ်လိုက်တာပေါ့ဒီမလေးကစိတ်ရှုပ်ထွေးစွာနဲ့အမေဖြစ်နိုင်ရင်သမီးကိုတကယ်ကယ်ခဲ့တာဘသူလဲလို့မေးလိုက်တဲ့ကျန်းချိုးဟဲကမျက်လုံး
တစ်ချက်ဝေဝဲလိုက်ပြီးချင်းရွှေစီဆရာကြီးပေါ့အခုလိုကဲတင်နိုင်ခဲ့တာလို့ချက်ချင်းလိန်ညာပြောဆိုလိုက်တဲ့ဆရာကြီးကမင်းညကကျဲ9ပွင့်ဝိညာဉ်စုစည်းမှုအစီရင်ကိုတုံးပြီးအသက်ဘေးကနေမနှဲဆွဲခေါ်ခဲ့ရတာတကယ်ကိုတက်ရှိနေဖျားပဲလို့မြောက်ပင်ပြောဆိုနေခဲ့တာပေါ့ခဏနေရင်ငါတို့တွေလက်ဆောင်အကြီးကျယ်ပြင်ဆင်ပြီးသွားပြီကျေးဇူးတင်ရမယ်လို့လည်းအာတက်တရောပြောနေသေးတယ်ဆူရှင်းဝမ်ကမျက်မှောင်ကျုပ်သွားပြီးစဉ်းစားနေမိတယ်သူသတိမေ့မျောနေတုန်းကမျက်လုံးဖွင့်မရပေမဲ့အပြင်ကအတန်တွေကိုတော့ခက်ရေးကြနေခဲ့ရတာမျောလင်းချက်အပြည့်ဆုံးအချိန်မှာပဲထူးခြားဆန်းပြပြီးအကောင်လုံးနဲ့ငကားဟောက်တန်ကြီးကမှောင်မိုက်မှုကိုရိုက်ခွဲလိုက်တယ်လို့မျိုးကြားခဲ့ရတယ်ပြီးတော့နှွေးထွေးပြီးစမ်းကြဲတဲ့စွမ်းအားတွေပြည့်နေနေတဲ့လက်ညှိုးတစ်ချောင်းကသူ့ရဲ့နဖူးအလဲတဲ့တဲ့ကိုလာထိခဲ့တာပေါ့အဲ့ဒီစွမ်းအားကလုံးဝကိုဆုံးကဝေအစီရင်မဟုတ်ပဲလူကိုစိတ်အေးချမ်းစေတဲ့တန့်စင်တဲ့စွမ်းအားအရှိန်အဝါမျိုးဖြစ်နေခဲ့တာဒါကြောင့်အမေလိန်နေတာပဲအဲ့ဒီချင်းရွှေစီဆိုတဲ့လူကဘာကောင်လဲဆိုတာသမီးအတိဆုံးသူတာတကယ်စွမ်းရင်ဒီနေ့အထိဘာလို့ဒုက္ခရောက်နေမလဲလို့ဒေါသတကြီးပြန်ပြောပြလိုက်တဲ့ဖခင်ဖြစ်သူကတက်ပြင်းချလိုက်ပြီးတော်ဆန်းပါတော့ကလေးကိုဆက်မလိမ့်ပါနဲ့တော့ပြာလို့တားမြစ်လိုက်တဲ့မင်းညကကဲခဲ့တာချင်းရွှေစီမဟုတ်ပဲလူယွန်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်ပါလို့ဝန်ခံလိုက်တာပေါ့လူယွန်ဆိုတဲ့နာမည်ကိုကြားလိုက်ရုံနဲ့ဒီမလေးရဲ့မျက်လုံးတွေကအံ့ဩတုန်လှုပ်မှုတွေနဲ့အတူအယောင်တောက်သွားခဲ့တယ်အဖေအဲ့ဒီလူကတကယ်ပဲလူယွန်လို့ခေါ်တာလားလို့ထက်ခါတလဲလဲမင်းမြန်းရင်းနဲ့ဆောင်းကိုဆွဲဖယ်ပြီးအိယာပေါ်ကနေဝန်ခနဲ့ခုန်ဆင်းသွားခဲ့တာပေါ့သူ့အဖေရဲ့ပခုံးကိုလှမ်းကင်ပြီးတော့သူကဘလို့ပုံစံမျိုးလဲအရက်ရှိပြီးမျက်လုံးတွေကနှက်ဆိုင်သလားလူတွေတက်တက်မကြည့်ရတဲ့အရှိန်အဝါမျိုးရှိသလားလို့စိတ်လှုပ်ရှားစွာနဲ့တရက်ဆက်မေးတော့တာပဲအဖေဖြစ်သူကလည်းတကယ်ပဲအဲ့ဒီလိုပုံစံမျိုးပါလို့အတီးပြုတ်ပေးလိုက်တယ်ရှင်းဝန်ကချက်ချင်းပဲအော်ဟစ်ပြီးတော့တမီးရဲ့စုလျာရစ်ပတ်လက်ထက်စာချုပ်ပဲမှာလဲငါရဲ့လက်ထက်စာချုပ်ပဲရောက်သွားပြီလဲဆိုပြီးအခန်းထဲကခေါင်းအုံးတွေအုံဆောင်တွေကိုယူမတက်လိုက်လန်ရှာဖွေတော့တာပေါ့မိခင်ဖြစ်သူကတမီးလေးကိုလှမ်းဆွဲပြီးဘာလို့အဲ့ဒီအမိုက်ကိုလိုက်ရှာနေတာလဲလူယွန်ဆိုတဲ့ကောင်ကလက်ထက်စာချုပ်ယူလာတာတော့မှန်ပေမဲ့သူကအချင်းထောင်ကနေခုမှလွတ်လာတဲ့လူမိုက်တစ်ယောက်ပဲလို့ဒေါသတကြီးအော်ပြောလိုက်တယ်သူကတမီးရဲ့ယောဂကိုကူပေးမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငါတို့စုမိသားစုစီကနေငွေချင်းနဲ့အလှအပကိုလာပြီးလိန်ညာလဲစားဖို့ကြံစီနေတာဒါကြောင့်မနေ့ကတည်းကငါသူ့ကိုမောင်းထုတ်ပစ်လိုက်ပြီးလို့ဂုံယူဝင်ကြွားစွာပြောလိုက်တာပေါ့ရှင်းဝမ်ရဲ့မျက်လုံးတွေကဒေါသနဲ့နာကျင်မှုတွေကြောင့်နီမြန်းလာပြီးတော့ဘာလဲအမေသူ့ကိုမောင်းထုတ်လိုက်တယ်ဟုတ်လားအမေဘလောက်အထိမိုက်မဲတဲ့အလုပ်ကိုလုံးမိသွားလဲဆိုတာသိရလားလို့တကိုယ်လုံးတုံရင်နေအောင်အော်ပစ်လိုက်တယ်သူကဒေါသတကြီးနဲ့အသက်ကိုပြင်းပြင်းရှူပြီးသူ့ရဲ့ကိုယ်ပိုင်လှုပ်ဝက်အနေရဲ့ကင်းတစ်တာစီသွားပြီးလှုပ်ဝက်နံပါတ်တွေကိုနှိပ်လိုက်တဲ့တစ်တာရဲ့အောက်ခြေအလွာထဲကနေလှပဆန်းပြတဲ့ဆန်နကူတစ်တာလေးကိုထုတ်ယူလိုက်တာပေါ့အဲ့ဒီတစ်တာလေးကိုဖွင့်လိုက်တဲ့အခါထဲမှာဖီနစ်ငှက်ရုပ်ပုံဖော်ထားတဲ့ကြောက်စိမ့်ဆွဲပြားလေးတစ်ခုကငြိမ်သက်စွာရှိနေခဲ့တယ်အဖိုးမကွယ်လွန်ခင်ကထက်ခါတလဲလဲမှားကြခဲ့တာငါတို့စုမိသားစုဒီနေ့လိုကြီးပွားချမ်းသာလာတာဟာလှုပ်ဝက်ဆရာကြီးတယောက်ရဲ့လမ်းညွှန်မှုကြောင့်ပဲအဲ့ဒီဆရာကြီးကငကားပုံစံကြောက်စိမ့်ဆွဲပြားနဲ့လက်ထက်စာချုပ်တစ်စောင်ခြံထားခဲ့ပြီးငကားဆွဲပြားပိုင်ရှင်ပေါ်လာရင်အဲ့ဒါဆူရှင်းဝမ်ရဲ့ကံပါဝင်တဲ့စစ်မှန်တဲ့ငကားအစ်အမှန်ပဲလို့မှားခဲ့တာတမီးနှစ်ပေါင်းများစွာစောင့်တိုင်းခဲ့ရတာချမ်းသာတဲ့လူကုန်တန်မိသားစုတွေရဲ့တောင်းဆိုမှုတွေကိုပယ်ချခဲ့တာဟာလည်းသူ့ကိုစောင့်နေခဲ့လို့ပဲအခုတော့အမေတို့ကငါရဲ့အသက်သခင်ကိုလူလိမ့်ဆိုပြီးမောင်းထုတ်ပစ်လိုက်ပြီလို့မျက်ရည်တွေနဲ့အော်ဟစ်ပြောဆိုနေခဲ့တာပေါ့မိဘနှစ်ယောက်စလုံးကစွန့်သွားပြီးဖခင်ဖြစ်သူကတကိုယ်လုံးချွေးစေးတွေပြန်လာကအဲ့ဒီလူငယ်ကတကယ်ပဲအဖိုးပြောခဲ့တဲ့ဆရာကြီးရဲ့မျိုးဆက်ပေါ်လို့တည်သွားပြီးခေါင်းကိုကိုင်ကနောင်တကြီးစွာနဲ့အော်ဟစ်ငိုယိုမိတော့တယ်ရှင်းဝမ်ကကားပြင်ဆန်းအခုချက်ချင်းကားပြင်တမီးသူ့ကိုတွားရှာရမယ်လို့အမိန့်ပေးလိုက်တာပေါ့သူကမိတ်ကက်တောင်မပြင်နိုင်တော့ပဲကုတ်အင်ဂျီတစ်ထည်ကိုကောက်ဆွပြီးအိမ်ပြင်ကိုယူတုတူတယောက်လိုပြေးထွက်သွားခဲ့တယ်သူဟာစင်ဟိုင်မျိုးရဲ့နံပါတ်1အမျိုးသမီးဂုဏ်တရေရှိစုမိသားစုရဲ့သမီးကြီးဖြစ်ပြီးသူ့ရဲ့ကံကြမ္မာပါဝင်တဲ့အမျိုးသားကိုမိသားစုရဲ့မိုက်မဲမှုကြောင့်အဆုံးရှုံးမခံနိုင်တာပေါ့အခြားတစ်ဖက်မှာတော့စင်ဟိုင်မျိုးရဲ့စီးပွားရေးချက်အားဆုံးမှာရှိတဲ့စုမိသားစုလုပ်ငန်းစုအဆောက်အုံကြီးစီကိုဇလန်းကပြောင်းသွားခဲ့ပြီးအမှုဆောင်အရာရှိချုပ်ရဲ့ရုံးခန်းထဲမှာတော့လေထုကအတော်လေးကိုတင်းမာမွန်းကျက်နေခဲ့တာစုနေရွှေကစိတ်တူဒေါသထွက်ပြီးစပွဲကိုလက်နဲ့ထောက်ကမတ်တရက်နေခဲ့တယ်သူ့ရဲ့အတွင်းရင်းမှုမလေးကတုံတုံရင်ရင်နဲ့ဝမ်မိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်းကငါတို့နဲ့ရှိသမျှပူးပေါင်းဆောင်ရွက်မှုစာချုပ်အားလုံးကိုတစ်ဖက်သက်ဖျက်သိမ်းလိုက်ပြီးဘဏ်ကနေချေးမဲ့ငွေတွေကိုပါပိတ်ပစ်ဖို့အဆက်အသွယ်တွေကိုတုံးလိုက်တယ်လို့တုံးလုံးစွာသတင်းပို့နေရှာတယ်ဒါတင်မကသေးပဲ3ရက်အတွင်းမှာသာစုမိသားစုဘက်ကကျေနပ်လောက်တဲ့ရှင်းလင်းချက်မပေးနိုင်ရင်စုမိသားစုလုပ်ငန်းစုကိုစင်ဟိုင်မျိုးကနေလုံးဝအစပြောက်အောင်လုပ်ပစ်မယ်လို့ဝမ်ဟောက်ကချင်းချောက်ထားတာပေါ့နင်းရွှေကဒေါသတကြီးနဲ့ရှင်းလင်းချက်ဟုတ်လားသူကဘာရှင်းလင်းချက်ကိုလိုချင်နေတာလဲလို့အော်ပြစ်လိုက်တယ်မင်းညကတင်စင်ကနေပြန်လာကြတဲ့ကသူဟာလူရွံရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားတွေကြောင့်အိမ်မက်ဆိုးတွေတညလုံးမနေခဲ့တာဒီနေ့မနက်အစောကြီးမှာပဲဝမ်ဟောက်ရဲ့အောက်ပိုင်းကလုံးဝပျက်စီးသွားပြီးဒူးကောင်းရိုးတွေကအမှုတ်ဖြစ်သွားတဲ့အထိဒဏ်ရာရသွားပြီးအတော်ဆုံးအယိုးထူးကူဆရာဝန်ကြီးတွေတောင်မှသူဟာဝီချဲပေါ်မှာပဲဘဝကိုအဆုံးသက်ရတော့မယ်လို့ပြောကြတာပေါ့ဆေးပရင်ကူကတက်ကြီးဝါကြီးဆရာကြီးဆိုရင်လည်းပွဲချင်းပြီးဇလန်းအဆုံးသက်သွားခဲ့ရပြီးဝမ်မီသားစုရဲ့အကြီးအကဲဝန်ချက်ရှမ်းကအကြီးအကျယ်ဒေါသထွက်ပြီးတရခန့်ကိုအပိုင်းပိုင်းစီရင်မဲလို့ကြုံးဝါနေတာအဲ့ဒီအချိန်တုန်းကစုနေရွှေကဝမ်ဟောက်နဲ့အတူရှိနေခဲ့လို့ဝမ်မီသားစုကဒေါသတွေကိုစုမီသားစုစီပုံချလာပြီးနေရွှေခေါ်လာတဲ့လူရန်ကားကြောင့်ဝမ်ဟောက်ဒုက္ခရောက်ရတာလို့တတ်မှတ်လိုက်တာပေါ့အတွင်းရင်းမှုမလေးကဆက်ပြီးတော့အကယ်၍လူယွန်ကိုဝမ်မီသားစုစီဖမ်းဆီးခေါ်ဆောင်သွားပြီးဒူးထောက်ပစ်ပေးခိုင်းရင်ဝမ်မီသားစုကပူးပေါင်းဆောင်ရွက်မှုတွေကိုပြန်ဆပေးမဲ့အပြင်စုမီသားစုကိုငွေကြေး100တန်းအထိရင်းနှီးမြှုပ်နှံပေးမယ်လို့ပြောထားတာပါလို့တိုးတိုးလေးပြောရှာတယ်လူယွန်အဲ့ဒီလူယွန်ဆိုတဲ့ကောင်ထပ်ဖြစ်ပြန်ပြီးပေါ့ဆိုပြီးနေရွှေကစပွဲကိုဒေါသတကြီးရိုက်ချလိုက်တယ်အဲ့ဒီနမိတ်မကောင်းတဲ့အကောင်မကောင်းဆိုးဝါကောင်လို့စိတ်ဆိုးမှန်ဆိုး
အော်ဟစ်တော့တာပဲသူဟာဒေါသထွက်လွန်လို့လက်သေးတွေလက်ဖွားထဲစိုက်ဝင်တဲ့အထိလက်သီးကိုတင်းတင်းဆုပ်ထားမိတယ်သူကအခုထိခေါင်းမမာနဲ့ထင်နေတော့ပဲမင်းညကလူယွံပြသခဲ့တဲ့စွမ်းအားတွေဟာတကယ်အစ်စ်အမှန်မဟုတ်ပဲလူမြင်မခံတဲ့ဆုံးကဝေအတက်တစ်ခုခုကိုတုံးခဲ့တာလို့ပဲတွေးနေတာပေါ့အဲ့ဒီလိုအကြမ်းဖက်သမားလူတက်ကောင်ကဘလို့လုပ်ပြီးလူကြီးလူကောင်းဖြစ်နိုင်မှလဲတကယ်တာလူကြီးလူကောင်းဆိုရင်ငါးတန်းကြောင်းနဲ့ငါးစီကနေကွာရှင်းခွင့်တောင်းပါမလားလို့နှာခေါင်းရှုပ်စောတကတက်နေခဲ့တဲ့သူကပြဿနာတွေအကြီးအကျယ်ရှာထားပြီးတော့အခုကျတော့လိတ်လိုကောင်းရှုပ်ပုံနေပြီးငါတို့စုမိသားစုကိုအဖြစ်ပုံချတယ်တကယ်ကိုအရှက်မရှိတဲ့အကောင်ပဲလို့နာကြီးစွာပြောလိုက်တာပေါ့သူကအတွင်းရင်းမှုကိုအခုချက်ချင်းစုမိသားစုရဲ့အဆက်အသွယ်ရှိသမျှအကုန်သုံးစင်ဟိုင်မျိုးရဲ့မြေအောက်လောကကလူတွေကိုငိုကအမြောက်များပေးပြီးငှားရမ်းရင်တော့မှလူယွံဆိုတဲ့ကောင်စုပ်ကိုမြေလန်ရှာပြီးဖမ်းခေါ်ခဲဆန်းလို့အမိတ်ပေးလိုက်တဲ့သူ့ကိုမိတာနဲ့ချက်ချင်းဝမ်းမိသားစုစီအပြစ်မဲ့ဂုံတရေရှိမိသားစုတွေကိုစော်ကားရင်ဘလို့အကျိုးဆက်မျိုးခံရမလဲဆိုတာတေးရထက်ဆိုတဲ့ငရဲမျိုးနဲ့ကြုံရမယ်ဆိုတာသိစေရမယ်လို့ကြုံရနေကြတာပေါ့အဲ့ဒီအချိန်မှာပဲအပြင်ကနေရှာနေစရာမလိုတော့ပါဘူးလို့ခက်အေးအေးအတန်တန်ထွက်ပေါ်လာခဲ့တဲ့နေရွှေကလမ်းဖြတ်သွားပြီးလူယွံမင်းကဘာလို့ဒီကိုရောက်နေတာလဲလို့အလန့်တကြားအော်လိုက်တာပေါ့လူယွံကအပြင်ကစောင့်နေတဲ့အတုံးမကျတဲ့စောက်ရှောက်သူတွေကတော့ကျမ်းပြင်ပေါ်မှာလဲလျောင်းပြီးအိပ်ပျော်သွားကြပြီလို့အေးအေးဆေးဆေးပြောရင်းနဲ့ကလတ်ထိုင်တစ်လုံးကိုဆွဲယူကထိုင်ချလိုက်တယ်ပြီးတော့မျက်လုံးတွေကအေးဆက်လာစွာနဲ့နေရွှေကိုစိုက်ကြည့်နေခဲ့တာပေါ့စုနေရွှေမင်းကရုပ်ဝတ္ထုတွေအပေါ်မှာပဲစိတ်ဝင်စားတဲ့မိန်းမတစ်ယောက်လိုငါထင်ခဲ့တာဒါပေမဲ့မင်းရဲ့စိတ်ဓာတ်ကဒီလောက်အထိရုပ်မာကောက်ချစ်ပြီးငါ့ကိုဝမ်းမိသားစုစီအပ်ပြီးမင်းတို့ရဲ့စီးစိမ်ချမ်းသာနဲ့လဲလှယ်ဖို့ကြံစီနေလိမ့်မယ်လို့မထင်ထားခဲ့ဘူးလို့လူရွာငါလောင်ပြောင်ပြောဆိုလိုက်တယ်နေရွှေကလည်းမင်းကပဲအပြစ်ရှိတာမဟုတ်ဘူးလားမင်းတိုင်းပညာနည်းနည်းပါးပါးတက်တာနဲ့စင်ဟိုင်မြို့မှာမင်းကြိုက်တယ်လို့မိုက်လို့ရမယ်ထင်နေတာလားလို့ပြန်အောင်ပြစ်လိုက်တယ်ဝမ်းမိသားစုရဲ့နောက်ခံကပြည်နယ်အဆင့်ထိရှိတာငါမင်းကိုအခုမအပ်ရင်တော့မှမင်းစင်ဟိုင်မြို့ကနေအသက်ရှင်လျက်ထွက်သွားနိုင်မယ်ထင်နေလားလို့မမဲတော့တာပဲပြီးတော့မင်းနဲ့ငါရဲ့အရင်ကပတ်သက်မှုတွေကိုထောက်ထားပြီးငါမင်းကိုလမ်းညွှန်ပေးမယ်အခုချက်ချင်းငါနဲ့အတူဝမ်းမိသားစုစီသွားပြီးဒူးထောက်ပစ်ပေးသူတို့ကြိုက်တယ်လို့စီရင်ခွင့်ပေးလိုက်ရင်မင်းရဲ့ခွေးတက်တော့ခြံထားပေးနိုင်လိမ့်မယ်မဟုတ်ရင်ငါတို့စုမိသားစုပါမင်းကြောင့်ဒုက္ခရောက်ရလိမ့်မယ်လို့ဒေါသတကြီးနဲ့ချင်းချောက်ပြောလိုက်ရင်းနဲ့ပဲဒါပေမဲ့လူယွန်းကတော့အရှိကအော်နှလုံးနာစရာကောင်းတဲ့မိန်းမကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့တာပေါ့အဖိုးကြီးကလည်းဘလို့မျက်စိနဲ့ကြည့်ပြီးဒီလိုစစ်ဆက်ပွဲမျိုးလုပ်ပေးခဲ့လဲမသိဘူးဆိုပြီးစိတ်ထဲကနေကြိမ်ဆဲနေမိတာပြီးတော့မှလူယွန်းကထွက်လိုက်ပြီးဝမ်းမိသားစုကဘာကောင်းမို့လို့လဲငါဒီနေ့လာတာမင်းကိုကိစ္စတစ်ခုအတိပေးမလို့ဟိုတုန်းကမင်းဖိုးကငါဆရာစီကနေစစ်ဆက်ကြောင်းလန်းတဲ့အထိမ့်မှတ်အဖြစ်ကြီးညိုစေးဦးကြီးကိုငှားသွားခဲ့တယ်အဲ့ဒီစေးဦးကို၃ရက်အတွင်းငါအရှိကိုအကောင်းဘက်ကတိအတိုင်းလာပြန်ပေးမဟုတ်ရင်ဝမ်းမိသားစုလက်မလို့ရပဲငါကိုယ်တိုင်မင်းတို့စုမိသားစုကိုအစအနားဖြောက်ပေးမယ်လို့အကြည့်စုစုတွေနဲ့တတိပေးလိုက်တာပေါ့အဲ့ဒီမှာစုနှုံးရွှေကအိမ်မက်မနေနဲ့အဲ့ဒါငါတို့မိသားစုရဲ့အမွေနှစ်ကွာမင်းလိုလူလိန်ကငါတို့ကိုလာချင်းချောက်နေသေးတယ်ဆိုပြီးမျက်ရည်တွေအဝိုင်းသားနဲ့အော်ဟစ်ကြံခဲ့တာလူယွန်းကတော့ဂယုမဆိုင်ပဲအခန်းထဲကနေထွက်သွားခဲ့ပြီးတကားဝါရောက်တော့မှလှည့်ကြည့်ပြီးမင်းတတဖြစ်နေတဲ့အဲ့ဒီဝမ်မိသားစုကဒီညထက်ပိုပြီးအသက်ရှင်ရတော့မှမဟုတ်ဘူးလို့ပြောပြီးအစင်ကြံလန်းအတိုင်းထွက်ခွာသွားတာပေါ့ဒီမလေးကတော့ကလတ်ထိုင်ပေါ်ပြန်ထိုင်ပြီးအယူလုံးဝကိုယူနေတဲ့ကောင်ဝမ်မိသားစုကိုမျိုးဖြုံးမလို့တဲ့သူကိုသူဘာကောင်းထင်နေလဲကောင်းကင်ဘုံကနတ်မင်းကြီးအောက်မိနေလားဆိုပြီးရဲလဲရဲငိုလဲငိုနဲ့စိတ်ဖောက်ပြန်တယ်လို့ဖြစ်ကြံခဲ့တာပေါ့ချက်ချင်းပဲစပွဲပေါ်ကဖုံးကိုကောက်ကင်ပြီးဝမ်မိသားစုရဲ့အိမ်တော်သခင်ဝမ်ချက်ရှမ်းစီကိုဖုံးဆက်လိုက်တာပေါ့ဝမ်အိမ်တော်သခင်ကြီးလားသမီးစုနှုံးရွှေပါအခုတင်ပဲလူယွန်းကသမီးစီလာသွားတယ်လို့လှမ်းပြောလိုက်တာအဲ့ဒီနောက်ကြည့်လိုက်တော့လင်းဟိုင်မျိုးရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ဝမ်မီသားစုအိမ်တော်ကြီးကမိတွေထိန်ထိန်လင်းနေတာပေါ့ခေါင်းဆောင်ဝမ်ချက်ရှမ်းကဧခမ်းမကြီးရဲ့အဓိကနေရာမှာထိုင်ပြီးစီဂရက်တစ်တောက်တောက်နဲ့ရှိနေခဲ့တာသူပေးပက်ပက်လဲမှာတော့အရေးချင်းရှိတဲ့တိုင်းသမားကြီးတွေအများကြီးရှိနေပြီးအားလုံးကငွေမြောက်များပေးပြီးငှားထားတဲ့ထိပ်သီးတိုင်းပညာရှင်တွေကြီးပဲအဲ့ဒီထဲကတစ်ဖက်ပိတ်မျက်လုံးနဲ့တိုင်းသမားကြီးကအထင်သေးတဲ့အပြုံးနဲ့အိမ်တော်သခင်ဟိုလူဇက်ကောင်လေးကတကယ်ပဲလာရဲပါမလားစုမီသားစုကမလေးကကြောက်လို့အပိုးတွေရှောက်ပြောနေတာနေမှာပါထောင်ကထွက်ခါစားရာဇဝတ်ကောင်လေးတယောက်ကတိုင်းပညာနည်းနည်းပါးပါးတက်ယုံနဲ့ငါတို့ဝမ်မီသားစုရဲ့အင်အားကိုကြားရင်တင်ကြောက်လန့်ပြီးဝိညာဉ်မှာလွင့်သွားလောက်တယ်ဆိုပြီးအားလုံးကဝိုင်းရကြတာပေါ့ဒါပေမဲ့ဝမ်ချက်ရှမ်းကတော့ secret ကိုပြခွက်ထဲထိုးချပစ်လိုက်ပြီးပေါ်ဆလို့မရဘူးဒီကောင်လေးကဆေးပရင်ကိုင်းရဲ့အကြီးအကဲကိုလက်သီးတစ်ချက်ထဲနဲ့နှိမ်နှင်းခဲ့တာတာမန်ကောင်တော့မဟုတ်ဘူးဒါပေမဲ့ဒီညငါကမင်းတို့ကိုတင်ဖိတ်ထားတာမဟုတ်ပဲကြံပေးတိုင်ပညာအသင်းရဲ့ဒုတိယဥက္ကဋ္ဌကိုပါအကူအညီတောင်းထားတာသူသားဒီတကားကိုခြေတလန်းချရဲရင်အသက်ပြောက်စေရမယ်ငါသားအတွက်ကလဲစားချေရမယ်လို့ဒေါသတကြီးអော်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲအိမ်တော်ကြီးရဲ့ထူထဲလာတဲ့ကြေးညိုတကားမကြီးနှစ်ချက်ကဝုန်းကနေပောက်ကွဲထွက်သွားတာပေါ့ဖုံမုံတွေကြားထဲကနေအရက်ရှိရှိနဲ့လူငယ်တယောက်စင်ကြံလန်းအတိုင်းဖြည်းဖြည်းချင်းရှောက်ဝင်လာခဲ့တာအနက်ရောင်အင်ဂျီကိုဝစ်ဆင်ထားပြီးအကြည့်တွေကရေခဲလိုအေးဆက်နေတဲ့လူရွမ်းမဲ့ဖြစ်နေခဲ့တာပေါ့မင်းကဝမ်မီသားစုရဲ့အိမ်တော်သခင်ပေါ့ငါကတော့အကုန်လုံးကိုအစအနာဖြောက်ဖို့စိတ်ကူးမရှိပါဘူးဒါပေမဲ့မင်းကငါဘေးနားကလူတွေကိုလုံးဝမထိခိုက်တင်ဘူးလို့ပြောလိုက်တာတကယ်တော့လူရွမ်းကငကားအိမ်တော်ကိုပြန်ရောက်တာနဲ့ရှေပေါ်ချမ်းကတကိုယ်လုံးနေရဲနေတဲ့အရေးတွေနဲ့ပြေးလာပြီးသတင်းပို့ခဲ့တာဝမ်မီသားစုကလူရွမ်းကိုထွက်လာအောင်ဖိအားပေးဖို့အတွက်ချမ်းရှားကုံသွဲရေးအသင်းရဲ့နေရာတော်များများကိုလာဖြတ်စည်းသွားပြီးညီကိုပေါင်း100ကျော်ကိုပါထိခိုက်အောင်လုပ်သွားခဲ့တာပေါ့ဒါကလူရွမ်းရဲ့တီးခတ်နိုင်စွမ်းကိုကြော်လွန်သွားစေခဲ့တာဝမ်ချက်ရှမ်းကလဲကျနေတဲ့တိုင်းသမားတွေကိုကြည့်ပြီးဒေါသချောင်းချောင်းထွက်က
မင်းကလူယွန်းပေါ့ကောင်းစုပ်လေးမင်းကတကယ်ပဲအသေးခံဖို့ရောက်လာတာပဲအားလုံးတက်ကြဆန်းဒီကောင်ကိုဖမ်းဆီးပစ်လိုက်ကြဆန်းဆိုပြီးလက်ညှိုးထိုးអော်လိုက်တာတိုင်းသမားပေါင်းများစွာကလက်နက်မျိုးစုံကိုကင်ပြီးလှိုင်းလုံးကြီးလိုပြေးဝင်လာတာပေါ့ဒါပေမဲ့လူယွန်းကတော့မျက်နှာတစ်ချက်မပြတ်ပဲခြေလန်းတောင်မရက်ဘူးညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လက်ငါးချောင်းကိုကုတ်ချစ်တဲ့ပုံစံလုပ်ပြီးအောက်ကိုပြင်းပြင်းထန်ထန်ဖိချပစ်လိုက်တာအဲ့ဒီအချိန်မှာငကားဟောက်တန်ကြီးညီဟဲသွားပြီးရွှေဝါရောင်အလင်းတန်းတွေထွက်ပေါ်လာခဲ့တာပေါ့ဘာတိုင်းကွက်မှ3မိနစ်ပဲအကျွမ်းမဲ့စွမ်းအားကြီးနဲ့ဖိသိပ်ပစ်လိုက်တာကြောင့်အရှိဆုံးကပြေးဝင်လာတဲ့တိုင်းသမားတရားစင်ကျော်ဟာလူယွန်းရဲ့အင်ဂျီစကိုတောင်မထိရသေးပဲချက်ချင်းပဲလွင့်ထွက်ပြီးဇလန်အဆုံးသက်သွားခဲ့ရတာပေါ့ကျန်တဲ့တိုင်းသမားတွေလည်းခြေထောက်တွေခဲဆွဲထားသလိုတုံလုံးကုန်ပြီးတကိုယ်လုံးချွေးစေးတွေပြန်ကာမလုပ်ရဲတော့ဘူးဟိုတစ်ဖက်ပိတ်မျက်လုံးနဲ့တိုင်းသမားကြီးဆိုရင်လည်းချွေးတွေတောက်တောက်ကြပြီးဒီကောင်တော့သွားပြီးထင်တယ်ဆိုတဲ့မျက်နှာပေးနေတီးဒီကောင်ကအစစ်မြစ်အတွင်းအားတွေကိုအပြင်ကိုထုတ်လွှတ်နိုင်တာလားသူကအသက်ဘယ်လောက်ရှိသေးလို့လဲဆိုပြီးကြောက်လန့်တကြားအော်မိတာပေါ့အဲ့ဒီနောက်ကြောက်လန့်တကြားနဲ့တရင်ပေါက်ကနေခုန်ချပြီးထွက်ပြေးဖို့လုပ်တာပေါ့ဒါပေမဲ့လူယွန်းကအေးဆက်ဆက်အပြုံးနဲ့မင်းပြေးလို့လွတ်မလဲဆိုပြီးလက်ညှိုးနှချောင်းနဲ့အတွင်းအားရွှေရောင်လင်းတန်းကိုပြစ်လွတ်လိုက်တာကြောင့်ဟိုတိုင်းသမားကြီးရဲ့ဥကောင်းနောက်ဆေးကိုဖောက်ထွက်သွားပြီးညီရဲနေတဲ့အရေးတွေပန်းထွက်ကလဲကျသွားခဲ့ပြီးနာယီဝက်တောင်မပြည့်ခင်မှာပဲအခမ်းဒီတစ်ခုလုံးမှာဝန်ကျက်ရှမ်းကလွဲလို့ဘယ်သူမှမတက်မရက်နိုင်တော့ဘူးဝန်ကျက်ရှမ်းလဲကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်ဒူးထောက်လဲကျသွားပြီးမင်းကတကယ်ပဲဘသူလဲလို့တုံရင်ရင်နဲ့မေးတာပေါ့လူယွန်းကသူ့ကောင်းကိုခြေထောက်နဲ့နင်းပြီးငရဲပြေရောက်မှသွားမေးလိုက်တော့လို့အေးစစ်စစ်ပြောလိုက်တာအဲ့ဒီအချိန်မှာပဲလက်လန်းဆန်းဆန်းမိုက်လာချီလာဆိုတဲ့အော်တန်ကြီးနဲ့တူလူအုပ်ကြီးတကားဝါကနေပြေးဝင်လာခဲ့တာပေါ့စပင်ဖြူမုတ်စိတ်ဖြူတွေနဲ့ဝစ်စုံပြဝစ်ထားတဲ့အဖိုးကြီးတယောက်ကအားကောင်းတဲ့တပည့်တွေကိုခေါ်ပြီးရောက်လာတာပဲဝန်ကျက်ရှမ်းလဲသူတို့ကိုမြင်တာနဲ့ဝမ်းသာအားရနဲ့ဒါကျန်ပေးတိုင်းပညာအသင်းရဲ့ဒုတိယဥက္ကဋ္ဌအကြီးအကဲကြောက်ပဲကဲပါဦးဆိုပြီးညီရဲနေတဲ့အရေးတွေကြားတဲ့ကနေကရနဲ့ပြေးဖက်ပြီးငိုယိုတောင်းပန်တာပေါ့အကြီးအကဲကြောက်ကလူယွန်းကိုစိုက်ကြည့်ပြီးတကယ်ကိုရက်ဆက်တဲ့လက်ချက်ပဲအသက်ငယ်လေးနဲ့လှင်ဟိုင်မျိုးဒီလောက်တောင်ရန်ကားရဲတယ်ပေါ့မင်းမျက်စိထဲမှာဥပဒေဆိုတာကိုရှိသေးရဲ့လားငါတို့ကြံပေးတိုင်းပညာအသင်းကိုဂရုမစိုက်ဘူးလားလို့ဒေါသတကြီးမေးလိုက်တာလူယွန်းကတော့တည်ငြိမ်စွာနဲ့ပဲဥပဒေဟုတ်လားဒီလင်ဟိုင်မျိုးမှာငါလူယွန်းပြောတာကမှဥပဒေကွာမင်းတို့ရဲ့အဲ့ဒီတိုင်းပညာအသင်းကတော့ဆိုပြီးပြောနေတော့ရှိသေးလူယွန်းကမြစီတမိတ်တွင်းမှာပဲအကြီးအကဲကြောက်ရဲ့အရှိကိုရုတ်တရက်ရောက်ရှိသွားတာပေါ့ဟိုဖိုးကြီးကြောက်လန့်တကြားမျက်လုံးဝိုင်းသားဖြစ်နေတော့မှာပဲလူယွန်းကသူ့လက်ပင်ကိုတစ်ချက်တည်းနဲ့ဖမ်းဆွဲပြီးလေထဲကိုမြှောက်လိုက်တာကြောက်ခနဲဆိုတဲ့အယိုးကျိုးတန်တဲ့အတူအကြီးအကဲကြောက်ရဲ့ခန္ဓာကိုယ်ကြီးကကျမ်းပြင်ပေါ်ကိုတက်မဲ့အတိုင်းလဲကျသွားခဲ့ရပြီးအဲ့ဒီမှာဝန်ကျန်ရှမ်းလဲလုံးဝကိုစိတ်တက်ကြပြီးအော်ဟစ်ငိုယိုနေတာပေါ့ဝမ်မီတာစုတော့ဒီနေ့ပြကြပြီဆိုတာသူသိသွားခဲ့ပြီးလူယွန်းကလက်ညှိုးလေးတစ်ချက်တွန်းလို့လိုက်ယုံနဲ့အတွင်းအားတစ်ခုကဝန်ကျန်ရှမ်းရဲ့နဖူးကိုဖောက်ထွက်သွားပြီးသူ့ရဲ့အသက်ဇလန်းကိုအဆုံးသတ်ပေးလိုက်တာပေါ့အားလုံးကိုရှင်းလင်းပြီးတဲ့နောက်လူယွန်းကဖုံးကိုထုတ်ပြီးရှေ့ပေါ်ထန်းစီဖုံးဆက်လိုက်တာပေါ့လူတွေခေါ်ပြီးကျမ်းပြင်ကိုလာရှင်းလိုက်တော့ဝမ်မီတာစုရဲ့လုပ်ငန်းမှန်သမျှမနှက်ဖြန်မနှက်ကြရင်ထန်းရှားကုန်သွယ်ရေးအတင်းအောက်ကိုအကုန်ရောက်နေတာငါမြင်ကျင်တယ်လို့အမိန့်ပေးလိုက်တာပြီးတာနဲ့လူယွန်းကလှည့်ထွက်ပြီးမိုးမောင်ကျနေတဲ့ညဖက်ကြီးတဲ့ကိုရှောက်လန်းသွားခဲ့ပြီးဒီအချိန်မှာပဲစုမီသားစုကုမ္ပဏီမှာသတင်းကောင်းကိုစိုးရိမ်တကြီးစောင့်မျှော်နေတဲ့စုနှုံးရွှေကတော့ဒီမလေးအားကိုးထားတဲ့ဝမ်မီသားစုကြီးတစ်ခုလုံးလူယွန်းအရှိမှာ3မိနစ်တောင်မခံပဲပျက်စီးသွားခဲ့ရမှန်းလုံးဝမသိရှာဘူးဒီအချိန်မှာပဲစုမီသားစုအိမ်တော်ကြီးထဲမှာစုနှုံးရွှေကတရေးဆိုဖာပေါ်မှာထိုင်ရင်ဖုန်းကိုကြစ်ပါအောင်စုပ်ကင်ထားတာပေါ့လက်ဖွားတွေမှာလည်းချွေးစေးတွေပြည့်နေခဲ့ပြီးဝန်ကျက်ရှမ်းစီဖုန်းဆက်ပြီးကလေးက2နာရီတောင်ကြော်သွားခဲ့ပြီလေတာမန်ဆိုရင်လူယွန်းကိုမိတာနဲ့သူမကိုလာကြည့်ဖို့ဖုန်းဆက်ရမှာဒါပေမဲ့ဖုန်းခေါ်ရင်လည်းအလုရှုံနေတယ်ဆိုတဲ့အတန်ပဲကြားနေရတာကြောင့်ဘာဖြစ်လို့လဲဝမ်မီသားစုကအဲ့ဒီအမိုက်ကောင်ကိုရှာမတွေ့သေးတာလားဆိုပြီးစိတ်ပူနေတာအဲ့ဒီနောက်မှာတော့အိမ်တော်တကားကြီးဝုန်းခနဲ့ပွင့်သွားပြီးစုမီသားစုရဲ့အိမ်တော်သခင်ဖြစ်တဲ့စုနှုံးရွှေရဲ့အဖေစုပေါ်ယုံကကြောက်လန့်တကြားနဲ့ကျမ်းပြင်ပေါ်လိပ်ဖက်ကူးဖက်ပြေးဝင်လာတာပေါ့အဖေဘာဖြစ်တာလဲဝမ်မီသားစုစီကတရင်ရပြီလားလို့မေးလိုက်တော့အဖေဖြစ်သူကမရှိတော့ဘူးအားလုံးမရှိတော့ဘူးလို့တုံရီနဲ့ပြန်ပြောတာသူတို့အိမ်ရှိမှာတော့ဒီအချိန်မှာပဲကုချမ်းဟဲရဲ့မျက်နှာပေါ်ကမမာနာတွေဟာချက်ချင်းပဲအဆုံးမဲ့ကြောက်ရွံ့မှုတွေဖြစ်ပြောင်းလဲသွားခဲ့ရတာပေါ့သူကုန်ယူလာပါတယ်ဆိုတဲ့ကိုရန်တော်အတွင်းအားဒိုင်းကာကြီးကလူယွန်းရဲ့အရှိမှာတစ်စက္ကန့်တောင်မခံပဲစက်ကူလိုစုပ်ဖြဲခံလိုက်ရတာကုချမ်းဟဲရဲ့ခန္ဓာကိုယ်ကြီးကမီတာ100ကျော်လွင့်ထွက်သွားပြီးတောင်နေရန်ကိုပြင်းပြင်းထန်ထန်သွားရိုက်မိတာပေါ့လက်တီးတစ်ချက်တည်းနဲ့တွေးမင်းကိုင်းရဲ့ဂိုင်းချုပ်ဟာချက်ချင်းပဲအပြင်းထန်ဒဏ်ရာရသွားခဲ့ရတာသူကလည်းမင်းကဘလို့မိစ္ဆာကောင်လဲလို့ကြောက်လန့်တကြားမေးတော့လူယွန်းကငါရဲ့လက်တီးတစ်ချက်ကိုခံနိုင်ရရှိပြီးမတည်ဘူးဆိုရင်တော့မင်းကိုပရွက်စိတ်ကြီးစားလို့ပဲတတ်မှတ်ရမှာပေါ့ဒီလောက်စွမ်းအားလေးနဲ့များငါ့ကိုလာရှင်ရဲသေးတယ်ပေါ့လို့ခက်အေးအေးပြန်ပြောလိုက်တာလူယွန်းကအရှိကိုခြေတလန်တိုးတိုင်းသူ့ရဲ့အရှိန်ဝါကပိုပြီးပြင်းထန်လာတာကြောင့်စုနှုံးရွှေကတော့လုံးဝကိုစွန့်သွားခဲ့ပြီးဒီမလေးမျောလင်းချက်အားလုံးပုံဩထားတဲ့ကုချမ်းဟဲကလူယွန်းကိုအလွယ်တကူနှိမ်နှင်းနိုင်လိမ့်မယ်ထင်ခဲ့တာဒါပေမဲ့အခုတော့လူယွန်းဖြည်းဖြည်းချင်းတိုးကပ်လာတာကိုကြည့်ပြီးစိတ်သက်တွေအကုန်ပြိုလဲသွားခဲ့ရတာပေါ့လူယွန်းကစုနှုံးရွှေမင်းရဲ့တပွားလုံးမှာအကြီးမားဆုံးဝမ်းနည်းစရာကဘာလဲဆိုတော့ကိုဘယ်တော့မှအမှန်တိုင်းမမြင်နိုင်ခဲ့တာပဲလို့ ATA ဆက်ပြောချလိုက်တယ်ပြီးတော့သူကလှည့်ထွက်သွားပြီးခြေလန်းတလန်းတောင်မရက်ပဲဘေးကနေကြော့ဖြတ်သွားခဲ့တယ်ဒီလိုပွေရွက်စိတ်လိုလူမျိုးကိုဥပိ္ပခါပြူတာကမှအပြင်းထန်ဆုံးအပြစ်ပေးခြင်းပဲမဟုတ်လားတစ်ဖက်မှာတော့အရာအလုံးဆုံးရှုံးသွားတဲ့စုနှင်းရွှေခမ်းများညစ်ပတ်ပေရနေတဲ့အမိုက်ပုံတွေကြားထဲမှာရွှွန့်တွေပွက်တွေပေးကြံပြီးလဲကျနေရှာတယ်နောင်တတွေအဆုံးမရှိပဲအောက်ခြေလွှာပွက်အိုင်ထဲမှာတေးလူမျိုးပါခံစားရင်ဘဝကိုငရဲလိုဖြတ်တန်းနေရတဲ့တနာစရာမြင်ကွင်းမှာပဲဒီအချိန်မှာပဲဝေါလုံးတောင်ပေါ်မှာတော့လူယုံက
ကကျမ်းပြင်ပေါ်လဲကျပြီးပါဇက်ကနီးရဲနေတဲ့အရည်တွေထွက်နေတဲ့စပင်ဖြူမုတ်စိတ်ဖြူနဲ့ရှာရွှဲမင်းကိုင်းကအဖိုးကြီးရှိမှမတ်တရက်နေတဲ့သူကလက်ကိုဆန့်ထုတ်ပြီးပေးစမ်းလို့ခက်ပြက်ပြက်တောင်းလိုက်တာပေါ့အဖိုးကြီးကလန့်ဖြန့်သွားပြီးဘာလဲဆိုပြီးရောင်ရမ်းအော်လိုက်မိတဲ့လူရွံရဲ့မျက်လုံးတွေကမိတောက်တွေလိုရဲတောက်လင်းလာပြီးနင်းရဲ့ရှာရွှဲမင်းကိုင်းနှစ်ပေါင်းရာချီစုဆောင်းထားတဲ့ယတနာတွေနဲ့အပေါ်မှာရှိနေမှာပဲအကောင်းတိုင်းပေးမလားအလောင်းမဲကြံကျင်တလားဆိုပြီးရာစာတန်ပေးလိုက်တဲ့အဖိုးကြီးကဒေါသတကြီးနဲ့ငါတို့ကိုင်းကယတနာတွေကိုလူကျင်တာလားအိမ်မက်မက်နေလိုက်ငါသေးရင်တော့နင့်ကိုပါတပါးရဲဆွဲခေါ်သွားမယ်ဆိုပြီးအော်ဟစ်ကရှာရွှဲမင်းခန္ဓာကိုယ်ဖောက်ခွဲတဲ့တားမြစ်ပညာကိုသုံးလိုက်တော့တာပဲအဖိုးကြီးရဲ့ခန္ဓာကိုယ်တွေကစွမ်းအားတွေကပြောင်းပြန်စီစဉ်ပြီးဘောလုံးတစ်လုံးလိုဖောင်းကားလာကအင်ဂျီတွေပါစုပ်ပြဲကုန်တဲ့ကြောက်စရာကောင်းတဲ့အနက်ရောင်စွမ်းအားလုံးကြီးကတောက်တစ်ခုလုံးကိုပြာကျစေနိုင်တဲ့အရှိန်အဝါနဲ့မြန်မာလိုကြီးပဲထွက်ပြေးသွားပါတယ်အခြားတစ်ဖက်မှာတော့မြို့ပြရဲ့အစင်းမြင့်ခမ်းနားတဲ့ရုံကန်ကြီးထဲမှာစုပေါ်ယုံဆိုတဲ့လူကြီးကမျက်လုံးတွေနီမြန်းပြီးဒေါသထွက်နေတဲ့သူကကြေးဝါဆေးဖော်အိုးကိုလိုချင်နေတာလားအိမ်မက်ပဲမလိုက်အဲ့ဒီဆေးဖော်အိုးကငါတို့စုမိသားစုအထက်တန်းလွှာတဲ့ရောက်ဖို့လေကားထစ်ပဲငါကရှက်ရွှံမင်းကိုင်းကိုလှုပ်ဝက်ဆက်တထားပြီးမနှက်ဖြန်ကြရင်ခိုင်းရဲ့တမန်တော်ရောက်လာပြီးလာယူလိုက်မယ်လို့ကျိမ်းမောင်းနေတာသူ့သမီးဖြစ်တဲ့စုနစ်ရွှေကအဖေယူနေပြီလားလူယွမ်ကငါတို့ကို3ရက်အချိန်ပေးထားတာဝမ်မိသားစုဘာဖြစ်သွားလဲကြည့်ဦးအဲ့ဒီဆေးဖော်အိုးကိုမပေးရင်ငါတို့စုမိသားစုတစ်ခုလုံးဇလန်းအဆုံးသက်သွားခဲ့ရပါပြီပြလို့ခေါင်းတွေဆွဲဖွာပြီးငိုယိုအော်ဟစ်ရှာတဲ့စုပေါ်ယုံကအပိတ်ဆန်းဆိုပြီးသမီးဖြစ်သူကိုပါရိုက်ချပစ်လိုက်တာစပွဲပေါ်လွင့်စင်သွားပြီးပလင်းတွေပါမှောက်ကုန်တော့တာပဲသူကသမီးကိုလက်ညှိုးထိုးပြီးနင်ကဘာတိလို့လဲလူယွမ်ကဘလောက်ပဲတိုက်ခိုက်ရေးတော်တော်လူတယောက်တည်းပဲရှိတာသူကတာမန်ကိုခံပညာရှင်နဲငယ်ကိုရှင်းပြနိုင်ုံနဲ့တကယ်ကိုခံပညာကိုင်းကြီးကိုရှင်းနိုင်မလားလို့အော်ပြစ်လိုက်တယ်ပြီးတော့လက်ကိုမြောက်ပြီးမနှက်ဖြန်ဆေးဖော်အိုးကိုလွှဲပေးလိုက်ရင်ငါတို့ကိုအဲ့ဒီကိုင်းကကာကွယ်ပေးမှလူယွန်လာရဲ့ရင်တေးဖို့ပဲရှိတယ်ဆိုပြီးတွေးယူတွေရင်မောနေတော့တယ်သူ့မျက်လုံးတွေထဲကနေတွေးရဲ့ရေတွေစီးကျလာတဲ့အထိယူသွမှုအပြည့်နဲ့ဝန်ပွဲကြီးဆင်နွှဲဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်ဒီအချိန်မှာပဲဝန်မီသားစုတစ်ခုလုံးကိုအစပြောက်အောင်ရှင်းပြလိုက်တဲ့တဲ့င်းကမြေအောက်လောကနဲ့အထက်တန်းလွှာကြားထဲမှာအကြီးကျယ်ကြရက်ထသွားခဲ့တယ်ရဲကားတွေလည်းတဝီဝီနဲ့တဲ့င်းကိုလှုပ်ဝက်ထားပေမဲ့လူတိုင်းကတညရဲနဲ့ဝန်မီသားစုကိုအမြင့်ပြတ်အောင်လှုပ်လိုက်တဲ့လူသက်ခင်ဆိုတာဘယ်ကထွက်လာတဲ့လူသက်သမားလဲဆိုပြီးစုံစမ်းမှုစူးစမ်းနေကြတဲ့မိုးတိမ်တွေကြားထဲမှာလဲငကားနဲ့ကြီးတကောင်ရဲ့အရေးအယောင်ကမြို့ကြီးပေါ်မှာလွှမ်းမိုးနေခဲ့ပြီးအဲ့ဒီနောက်ဒီလိုင်းတဘိုးတွေရဲ့ဗဟိုချက်မှာရှိနေတဲ့လူယွမ်ကတော့မိုးပြက်နှန်းတော်ရဲ့ရေကန်ထဲမှာအပေါ်ပိုင်းပလာနဲ့တရားထိုင်နေတဲ့ရေမျက်နှာပြင်ပေါ်ကအဖြူရောင်အငွေးတက်ဒီကိုရှူသွင်းနေပြီးသူ့ရဲ့နောက်ကျောမှာတော့အလွန်ကြီးမားတဲ့ငကားနဲ့ကြီးရဲ့အရေးအယောင်ကပေါ်ထွက်လာတာပေါ့ငကားကြီးခွန်တွေကအေးဆက်တဲ့ရွှေအိုရောင်တောက်ပနေပြီးအော်ဂန်ငကားကျင်းစင်ရဲ့ပထမအဆင့်ကအောင်မြင်မြင်နဲ့တည်ငြိမ်သွားခဲ့ပြီးသူကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အခါမျက်လုံးတွေကရွှေရောင်တောက်ပသွားပြီးရေတွေပန်းထွက်ကုန်တဲ့သူကရေကန်ထဲကထပ်လာပြီးအနက်ရောင်ဝေးယုံကိုကောက်စွတ်ကအခန်းပြင်ထွက်လာတဲ့အချိန်မှာပဲလက်အောက်ငယ်သားဖြစ်တဲ့လေဖော်ချမ်းကလူယိုတီတီနဲ့ပြေးဝင်လာခဲ့တဲ့လူယွမ်ကဝန်မီသားစုပိုင်ဆိုင်မှုတွေကိုတင်ဆေးတဲ့နေရာမှာပြဿနာရှိလို့လားလို့အေးဆေးပဲမေးရင်အရက်တစ်ခွက်ငှက်တောက်နေလိုက်တဲ့လေဖော်ချမ်းကဥညွတ်ပြီးတခင်ကြီးလူခမအားလုံးအဆင်ပြေပါတယ်အခုချိန်မှာတခင်ကြီးလူကကျွန်တော်တို့ကုံသွေးရေးအတင်းရဲ့နောက်ွယ်မှာရှိနေတာတိကျတော့ဘယ်သူမှလာမရှုပ်ရဲကြပါဘူးဒါပေမဲ့ချူမီသားစုကတမီကြီးချူရှင်းဝမ်ကတော့ဆိုပြီးတင်ပြလာတယ်ဒီမလေးကဝေါလုံးတောင်ပြင်ဘက်မှာတညလုံးမတက်ရက်စောင့်နေတာအခုမိုးရွာနေတာတော့မပြန်ဘူးအဆောင်တွေကမောင်းထုတ်ပေမဲ့တခင်ကြီးလူနဲ့မတွေ့ရရင်တကားဝမှာပဲအသေးခံမယ်လို့ပြောနေတာပေါ့လူယွမ်ကချူရှင်းဝမ်ဟုတ်လားငါကအိမ်အောင်ဖက်စာချုပ်ကိုချူမီသားစုစီပြန်ပေးပြီးပြီမဟုတ်လားနှစ်ဦးနှစ်ဖက်ရှင်းပြီးသားပဲကိုဒီမိန်းမကဘာလာလောက်တာလဲဝင်ခွင့်ပေးလိုက်ဆိုပြီးဆိုဖာပေါ်မှာခြေပြစ်လက်ပစ်ထိုင်ရင်ခက်ပြုံးပြုံးစောင့်နေလိုက်တယ်တိတ်မကြခင်မှာပဲမိုးရီတွေရွှဲဆိုနေတဲ့ချူရှင်းဝမ်ကိုလူတွေကအခန်းထဲခေါ်လာခဲ့တယ်ဒီမလေးကလူယွမ်ကိုမြင်မြင်ချင်းမှာပဲခန္ဓာကိုယ်ထဲကအားအိမ်တွေကုန်ခန်းသွားတယ်လို့မျိုးဒူးတွေပြော့ခွေပြီးကျမ်းပြင်ပေါ်ဒူးထောက်လဲကျသွားတာပေါ့အခန်းထဲကလူတွေအားလုံးလန့်သွားကြတယ်လူယွမ်ကနေယောဂကိုငါကူပေးပြီးအိမ်အောင်ဖက်စာချုပ်လည်းပြန်ရပြီးငါတို့ကြားထဲမှာဘာမှမပတ်သက်တော့ဘူးအခုဘာပြဆက်လာကပြနေတာလဲလို့အေးဆက်မေးလိုက်တဲ့ချူရှင်းဝမ်ကတုံရီရီနဲ့ငိုယိုပြီးတခင်ကြီးလူခမရှင်းဝမ်ကဒီနေ့အပြစ်လွတ်ဖို့တောင်းပန်တာပါမိဘတွေကအမြင်ချင်းပြီးတခင်ကြီးကိုစော်ကားမိတာပါသူတို့ကိုစားဒူးထောက်တောင်းပန်ပါတယ်ဆိုပြီးကျမ်းပြင်ပေါ်ခေါင်းနဲ့ဆောင်ပြီးကြော့လိုက်တာနှစ်ဖူးမှာနီမြန်းတဲ့ဒဏ်ရာကြီးထင်ကြံရစ်ခဲ့တယ်ဒါပေမဲ့အိမ်အောင်ဖက်စာချုပ်ကိုတော့ဘယ်တော့မှအဖြစ်မခံနိုင်ဘူးဆိုပြီးရင်ဘတ်ထဲကနေငကားပုံစံကြောက်စိမ့်ပြားလေးကိုတုံရီရီနဲ့ထုတ်ပြလာတယ်ဒါကအဖိုးမတိခင်ကမှခဲ့တာဒီကြောက်စိမ့်ပြားရှိတဲ့သူကရှင်းဝမ်ရဲ့ကံပါတဲ့လင်းယောက်ျားပဲဆိုပြီးပြောရှာတယ်ဒီမလေးကရှိုက်ကြီးတငင်ငိုရင်းရှင်းဝမ်တခင်ကြီးကိုစောင့်ခဲ့တာနှစ်ပေါင်း20ရှိပြီတခင်ကြီးကအကျဉ်းသားဖြစ်နေရင်တောင်လက်ခံမှာမင်းညကဝမ်မီသားစုကိစ္စတွေကိုလည်းကြားမိပါတယ်တခင်ကြီးကကိုထက်ကောင်းကင်ဘောကတကယ်ငကားစစ်ပဲရှင်းဝမ်မတန်မှန်းသိပေမဲ့တခင်ကြီးဘေးနားမှာရင်နွေးချမ်းလေးချပေးတဲ့အစီခံဖြစ်နေပါရစေမောင်းမထုတ်ပါနဲ့လို့ဒူးထောက်တောင်းပန်ရှာတဲ့ဒီစကားကိုတခြားချမ်းသာတဲ့တခင်လေးတွေကြားရင်တွေးအမတက်မနာလို့ဖြစ်ကြမှာအမှန်ပဲဒါပေမဲ့အော်ဂန်ငကားအရှိန်ဝါရှိတဲ့လူရွံရဲ့စိတ်ထဲမှာတော့တာမန်မိမတွေရဲ့အလှပကတိမ်တွေလိုပဲဘာမှစိတ်မလှုပ်ရှားဘူးသူကအေးဆက်နဲ့ငါရဲ့အစီခံလှုပ်ချင်တာလားနင်ကမတန်သေးပါဘူးနင်ရဲ့ဂုံတက်နဲ့အလှပကငါအတွက်ဘာမှမဟုတ်ဘူးပြန်တော့ငါလူတွေကိုမောင်းထုတ်ခိုင်းရအောင်မလုပ်နဲ့လို့ပြက်ပြက်တသားညင်းပယ်လိုက်တဲ့ချူရှင်းဝမ်ကမျက်ဝန်းတွေထဲမှာဆွဲမလျှော့တဲ့အမူအရာနဲ့တခင်ကြီးကတာမန်လူမဟုတ်တာသိပါတယ်ဒါပေမဲ့ချူမီသားစုကလည်းအတုံးမဝင်တာမဟုတ်ဘူးတခင်ကြီးကရှားပါတဲ့ဆေးဖက်ဝင်အပင်တွေရှာနေတာမဟုတ်လားကျမတို့ချူမီသားစုကကြံတုံးဒေတာရဲ့အကြီးမားဆုံးမြေအောက်တရုတ်ဆေးဝါးဖြန့်ချီရေးလမ်းကြောင်းကိုချုပ်ကင်ထားတာတခင်ကြီးဘေးမှာနေခွင့်ပြုရင်ချူမီသားစုရဲ့အရင်းမြစ်အားလုံး
လုံးကိုစိတ်ကြိုက်သုံးခွင့်ပေးပါမယ်လို့ကမ်းလှမ်းလိုက်တဲ့အခုချိန်မှာလူယွမ်ကကျင့်စဉ်တိုးတက်ဖို့အတွက်ဆေးဝါးတွေအမြောက်များလိုအပ်နေတာဖြစ်လို့စိတ်ဝင်စားသွားပြီးစူးစူးဆိုင်ဆိုင်ကြီးကနင်းဒီလောက်တောင်နေခြင်းနဲ့ဆိုရင်နေ့ရက်တန်ဖိုးကိုအရင်ပြဆန်းကအတွက်နှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့တောတောင်ကျင်စင်း10ခုနဲ့ဟော်ရှိုဝူဆေးမြစ်10ခုကိုရှာပေးမနှက်ဖြန်နေမဝင်ခင်ဒီကိုအရောက်ပို့ပေးရမယ်မလုံနိုင်ရင်နောက်ဆိုဝိုလင်းတောင်ကိုခြေတလန်းတောင်လာမနှင်းနဲ့လို့ခက်ပြက်ပြက်ပြောလိုက်တာကောင်းမလေးကလည်းမျက်ရည်တွေဝဲနေတဲ့ကြားကနေတေချာပေါက်လုပ်ပေးပါမယ်ဆိုပြီးအမိန့်နာခံလိုက်တာပေါ့ဒီလိုနဲ့ငကားခိုင်းကယောက်ျားတစ်ယောက်ပေးမှနေခွင့်ရဖို့ဆိုရင်ဘလောက်ကြီးတဲ့ပေးဆက်မှုမျိုးကိုမဆိုပေးဆက်ရကြိုးနဲ့တယ်လို့သူတွေးနေခဲ့တာလေအဲ့ဒီနောက်ရှင်းဟိုင်မျိုးကစူးအိမ်တော်ရှိကိုအထူးလိုက်စင်နံပါတ်တက်ထားတဲ့အနက်ရောင်ကားကြီးတစ်စီးထိုးရက်လာခဲ့တဲ့ကားပေါ်ကနေမိခိုးရောင်တရုတ်ဝစ်စုံပြည့်နဲ့လူနှစ်ယောက်ဆင်းလာပြီးရှေ့ဆုံးကလူရဲ့မျက်နှာကတော်တော်လေးကိုကြမ်းတမ်းနေတာဗျလက်နှစ်ဖက်လုံးမှာလည်းအသားမာတွေတက်နေပြီးနားထင်ကြောတွေထောင်နေတာကိုကြည့်ရင်ကိုဒီလူကကိုခံပညာကိုအထွတ်အထိပ်ထိကျင့်ကြံထားတဲ့ဆရာတဆူဆိုတာသိတာလာပါတယ်စူးအိမ်တော်တခင်ကချက်ချင်းပဲပြေးထွက်လာပြီးရွှေမင်းကိုင်းကအထူးကိုယ်စားလှယ်ကြီးကိုကြိုးဆိုပါတယ်ဆိုပြီးအယိုသေးပြီးတော့တာပဲဟိုလူကလည်းသူကရွှေမင်းကိုင်းအပြင်စီကအုပ်ချုပ်ရေးမှူးချိုးလောင်ဆန်းဖြစ်ကြောင်းဂုံဆွဲလိုက်သေးတယ်ဗျပြီးတော့သူတို့ကိုင်းချုပ်ကြီးကစူးအိမ်တော်ကဆက်တက်တဲ့ဆေးဖို့ကြီးကိုတော်တော်လေးစိတ်ဝင်စားနေတာမလို့ပစ္စည်းအစင်သင့်ဖြစ်ပြီလားလို့မေးလိုက်တာပေါ့စူးအိမ်တော်တခင်ကလည်းအစောကြီးကတည်းကလှုပ်ဝက်ခန်းထဲမှာအစင်သင့်ပြင်ထားပြီးပါပြီဆိုပြီးအမြန်ဖော်လန်ဖားကအထဲကိုခေါ်သွားခဲ့တဲ့ဧခမ်းမကြီးရဲ့အလဲတက်မှာတော့အနီရောင်ပိတ်စနဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတစ်ခုကိုနေရာချထားတဲ့စူးပိုင်ယုံကရှေ့ကိုသွားပြီးပိတ်ဆက်ကိုဆွဲထားလိုက်တော့လူတစ်ဝက်လောက်အမြင့်ရှိတဲ့ကြေးစိမ်းရောင်ဆေးဖို့ကြီးတစ်ခုပေါ်လာတာပေါ့အပေါ်မှာလည်းရှေးဟောင်းစာလုံးတွေနဲ့လှုပ်ဝက်ဆန်းကျဲတဲ့အငွေ့တက်တွေထွက်နေတာပြတေချာအာယုံခံကြည့်ရင်လူကိုလန်းဆန်းသွားစေတဲ့ဆေးနဲ့တင်းတင်းလေးပါရနေသေးတယ်ဒါကိုမြင်တော့ချိုးလောင်ဆန်းကတဘာဝစွမ်းရည်တွေကိုစုပ်ယူနိုင်ပြီးဆေးအဆင့်ကိုမြင့်တင်ပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီလာဆေးဖို့ကြီးနဲ့တူတာပဲဆိုပြီးသဘောတွေကျနေတော့တာစူးအိမ်တော်တခင်ကတော့ဒီတစ်ခေါက်အလုပ်ဖြစ်သွားပြီဆိုပြီးပြောနေတာပေါ့ဒီဆေးဖို့ကြီးကိုသာဂိုင်းကိုတဲသွားအားနိုင်ရင်ရှင်းဟိုင်မျိုးမှာစူးအိမ်တော်ကရွှေမင်းကိုင်းရဲ့တူးရဲသောကိုယ်စားလှယ်ဖြစ်လာမယ်လို့ဂိုင်းချုပ်ကမှားလိုက်ကြောင်းချိုးလောင်ဆန်းကပြောလိုက်တယ်စူးပိုင်ယုံလဲဝမ်းတာလုံးလို့ကြမ်းပြင်ပေါ်ဒူးထောက်ချလိုက်ပြီးကျေးဇူးတင်စကားတွေတင်းဆက်ဆိုနေတော့တာပဲအခုလိုရွှေမင်းကိုင်းလိုကြောထောက်နောက်ခံရသွားပြီဆိုတော့ဟိုလူယွန်ဆိုတဲ့ကောင်ကဘာမှမဟုတ်တော့ဘူးလေဒီကိုသာတကယ်ရဲရဲတင်းတင်းလာရဲရင်တော့ကိုတေတွင်ကိုတူးတာပဲလို့ဘေးနာကကောင်မလေးစုနှင့်ရွှေကလည်းမျက်နှာပေါ်မှာအပြုံးဆိုးကြီးနဲ့ကြိတ်တွေးနေခဲ့တာပါဗျာပစ္စည်းကိုအတီးပြုတ်ပြီးပြီဆိုတော့ချိုးလောင်ဆန်းကသူ့တပည့်ကိုတဲဖို့အချက်ပြလိုက်တယ်ဒါပေမဲ့တပည့်ဖြစ်သူရဲ့လက်ကဆေးဖို့ကိုထိလိုက်တာနဲ့တပြိုင်နက်ငရဲပြည်အောက်ဆုံးထပ်ကနေထွက်လာတဲ့အလားအေးဆက်ဆက်အတန်ကြီးတစ်ခုအခမ်းမထဲမှာပဲ့တင်ထက်သွားခဲ့တယ်ဒီဆေးဖို့ကငါဟာပဲဘဲကောင်လာထိရဲတလဲဆိုပြီးကျင်းဝါလိုက်တဲ့အတန်ကြောင့်ဘေးနာကပန်းအိုးတွေပါကွဲကြေသွားတာပေါ့အားလုံးကလန့်ဖြန့်ပြီးလှည့်ကြည့်လိုက်တော့တကားဝမှာခက်မိုက်မိုက်လူရွယ်တယောက်ရက်နေတာကိုတွေ့လိုက်ရတဲ့သူကတော့အထဲကလူတွေကိုအသက်မရှိတဲ့ရုပ်လောင်းတွေလိုမျိုး ATA ဆက်အကြီးတွေနဲ့စိုက်ကြည့်နေတာလေစူးနေရွှေကလူရွယ်နင်းကတကယ်လာရဲတယ်ပေါ့တေးချင်နေတဲ့ကောင်ဒီနေ့ဒီမှာရွှေမင်းကောင်းကအထူးကိုယ်စားလှယ်ကြီးရှိနေတယ်အခုချက်ချင်းတူးထောက်ပြီးအသက်ချမ်းသာပေးဖို့တောင်းပန်လိုက်ဆန်းဆိုပြီးလက်ညှိုးငေါက်ငေါက်ထိုးကအော်ပြစ်လိုက်တဲ့စူးပိုင်ယုံကလည်းလှောင်ရည်ရည်ပြီးအိမ်တော်တစ်ခုကိုဖြိုခွင်းလိုက်နိုင်ုံနဲ့ရှင်းဟိုင်မျိုးမှာမင်းကိုနှိမ်နှင်းနိုင်မဲ့သူမရှိတော့ဘူးလို့ထင်နေတာလားဒီလူကပြည်နယ်မျိုးတော်ရွှေမင်းကိုင်းကအုပ်ချုပ်ရေးမှူးကသူတို့ကိုင်းက200ချီတက်တန်းရှိတဲ့ကိုခံပညာကိုင်းကြီးမင်းလိုကောင်ကိုခွေးတကောင်လိုဖိတက်လို့ရတယ်လို့ဝင်ကြွားလိုက်တာပေါ့ချိုးလောင်ဆန်းကလည်းဒီကောင်ကရှင်းဟိုင်မျိုးမှာနာမည်ကြီးနေတဲ့လူရွယ်ဆိုတာလားဆိုပြီးနှာခေါင်းရှုံလိုက်တယ်ပြီးတော့မင်းလိုငငယ်ရွယ်ရွယ်နဲ့ကိုခံပညာလေ့ကျင့်ထားရတာမလွယ်လို့အခုချက်ချင်းပြစ်သွားရင်မမြင်ချင်အောင်ဆောင်ပေးမယ်မဟုတ်ရင်တော့မင်းအရိုးတွေကိုတလက်မှချင်းစီချိုးပစ်မယ်ဆိုပြီးချင်းချောက်လာတယ်ပြောဆိုဆိုနဲ့ခြေထောက်ကိုကျမ်းပြင်ပေါ်စောင်းချလိုက်တာကြောက်ပြားတွေပေါ်မှာပင့်ကူအိမ်လိုအကွဲကြောင်းတွေထွက်သွားတာပဲဒါပေမဲ့ဒီကောင်လေးကနည်းနည်းလေးမှမတုံးလို့ပဲရွှေမင်းကိုင်းဆိုတာမကြားဘူးပါဘူးဒါပေမဲ့ငါပစ္စည်းကိုလာထိတဲ့သူကဘလောက်ကြီးတဲ့ခိုင်းကပဲဖြစ်ဖြစ်အသက်ရှင်လျက်ပြန်မထွက်ရဘူးလို့ခက်အေးအေးပဲပြန်တုံ့ပြန်လိုက်တာဗျအဲ့ဒီစကားလဲကြားရောချိုးလောင်ဆန်းကဒေါသတွေထောင်းကနေထွက်သွားပြီးတေးချင်နေတဲ့ကောင်ဆိုပြီးဟိန်းဟောက်လိုက်တော့တာပေါ့သူ့ခန္ဓာကိုယ်ကအယိုးတွေတကျွတ်ကျွတ်မိလာပြီးအင်ဂျီတွေပါစုပ်ဖြဲပစ်လိုက်တယ်ညာဘက်လက်ကလည်းတမ်မဏိပြားကိုတောင်ဖောက်ထွင်းနိုင်တဲ့တမ်မဏိလက်သေးကြီးအဖြစ်ပြောင်းလဲသွားပြီးတဟုန်ထိုးပြေးဝင်သွားခဲ့တယ်စူသားအဖနှစ်ယောက်ကတော့လူရွံရဲ့လေပင်အညစ်ခံရပြီးတွေးတန်ရဲရဲနဲ့ဇလန်းအဆုံးသက်သွားမယ်မြင်ကွင်းကိုတွေးပြီးရဲရဲဆက်ဆက်ကိုပြုံးနေကြတာလေမိုးကြိုးပစ်ချလိုက်တယ်လို့ပြင်းထန်တဲ့တိုက်ခိုက်မှုကြီးဝင်လာတာတော့လူယုံကလက်တစ်ဖက်လေးတောင်မြောက်မလာခဲ့ဘူးဒူးထောက်လိုက်ဆန်းဆိုပြီးစကားတခုံပဲခက်ဟာဟာပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲစကလုံးနဲ့ဖော်ပြလို့မရနိုင်တဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ဖိအားကြီးတစ်ခုကတောင်ကြီးတောင်ပြကြလာတယ်လို့ချိုးလောင်ဆန်းပေါ်ကိုကြားရောက်သွားခဲ့တာဗျဒါကတာမန်ကိုခံပညာရှင်တွေအားလုံးရဲ့အထက်မှာရှိတဲ့နှဆိုင်နဲ့ငကားစွမ်းအားတော်ကြီးလေချိုးလောင်ဆန်းဂုံယူဝင်ကြွားနေတဲ့တမ်မဏိအယိုးတွေဆိုတာဒီဖိအားကြီးရှိမှစက်ကူလိုပဲကျွတ်ဆက်လွန်းနေတာပေါ့ဒူးစစ်နှစ်ဖက်လုံးချအချင်းတဆစီကြိုးကြေသွားပြီးအသေးခိုက်မတက်အော်တန်ကြီးနဲ့အတူကျမ်းပြင်ပေါ်ဒူးထောက်ရက်သားကျသွားခဲ့တဲ့ကျမ်းပြင်မှာတောင်ချိုင်းခွက်ကြီးနှစ်ခုအထင်းသားဖြစ်သွားပြီးညီရဲနေတဲ့အရေးတွေစီးကြလာတာဗျခုနကပြုံးနေတဲ့စူးပိုင်ယုံရဲ့မျက်နှာကချက်ချင်းကိုတွေးဆုပ်သွားတော့တာစူးနေရွှေဆိုရင်ခြေထောက်တွေခွေကြပြီးကျမ်းပြင်ပေါ်ပုံရက်သားလေးဖြစ်သွားတဲ့ရွှေမြင်ကိုင်းကအစင်းမြင့်တိုင်းသမားကြီးကအင်ဂျီစွန်းလေးတောင်မထိလိုက်ရပဲအော်တန်တစ်ချက်နဲ့တင်အလဲထိုးခံလိုက်ရတာကိုဒီလူကဘလို့အစ်စ်မျိုးလဲတာမန်အစင်းမြင့်တိုင်းသမားတွေထက်အများကြီးတာလွန်နေပါလားဆိုပြီးစူးပိုင်ယုံကခေါင်းကြီးကိုကင်ပြီးယူမတက်ဖြစ်နေတော့တာပဲချိုးလောင်ဆန်းကတော့ကျမ်းပြင်ပေါ်မှာတကိုယ်လုံးတုံရင်နေတာပေါ့တေးမဲ့လူကဒီလောက်အများကြီးသိစရာမလိုဘူးဆိုပြီးလူယွန်ကလက်ချောင်းလေးတစ်ချက်ခောက်လိုက်တာနဲ့မှောင်မိုက်နေတဲ့ရွှေရောင်မီးတောက်လေးတစ်ခုကချိုးလောင်ဆန်းရဲ့နဖူးလေးကိုဖောက်ဝင်သွားခဲ့တဲ့အော်ချိန်တောင်မရလိုက်ပဲတကိုယ်လုံးပြ
ခါကြသွားခဲ့ရပါပြီဗျာကြံနေတဲ့တပည့်ဖြစ်သူလဲကြောက်လုံးလို့ဝိညာဉ်လွင့်မတက်ဖြစ်ပြီးအဲ့ဒီနေရာတင်တတိလစ်သွားခဲ့တဲ့အဲခမ်းမကြီးတစ်ခုလုံးမှာလဲတူးချစ်နေတဲ့အနံ့တွေပြည့်နေနေတာပေါ့ဒီအချိန်မှာပဲလူယွန်ကဖြည်းဖြည်းချင်းလှည့်လာပြီး3ရက်အချိန်ပြည့်သွားပြီးခင်ဗျားတို့ကငါစကားကိုအလေးမထားဘူးပဲလို့ပြောလိုက်တဲ့အတန်ကတိုးတိုးလေးဆိုပေမဲ့စူသားအဖာ2ယောက်အတွက်ကတော့တေမင်းကတကားလာခောက်နေတယ်လို့ပဲလေစူပိုင်ယုံလဲကျမ်းပြင်ပေါ်လေးဖက်ထောက်သွားလာပြီးကျွန်တော်မျိုးမျက်စိကန်းခဲ့ပါတယ်ဆေးဖို့ကြီးကတခင်ဟာပါစုအိမ်တော်ကအရာအလုံးတခင်ဟာပါကျွန်တော်တို့ကိုအမိုက်တဆလို့သဘောထားပြီးလွှတ်ပေးပါဆိုပြီးမြေကြီးနဲ့နဖူးနဲ့စောင့်ကအတနာခံနေတော့တာစုနေရွှေကလည်းဖက်တွယ်လာပြီးအကိုယွန်းညီမတကယ်မှသွားပါပြီးအရင်တုန်းကဆေးဆက်ခဲ့ဘူးတဲ့တန်ရောစင်ကိုထောက်ထားပြီးအသက်ချမ်းသာပေးပါခိုင်းတာအကုန်လုပ်ပါမယ်ဆိုပြီးမျက်ရည်တွေရွှဲကတောင်းပန်နေတာဗျာကျမ်းပြင်မှာဖုံမုံတွေလိုအောက်ကျနေတဲ့ဒီလူ2ယောက်ကိုကြည်ပြီးလူရွံရင်ထဲမှာရွံရှာဖို့ကောင်းလိုက်တာဆိုတဲ့အတွေးပဲရှိတော့တဲ့အဝေးကိုလွင့်သွားဆန်းဆိုပြီးခါချပစ်လိုက်တဲ့အခွင့်အရေးပေးခဲ့ပြီးတစ္ဆာဖောက်ဖို့ရွေးချယ်ခဲ့မှာတော့တစ္ဆာဖောက်တဲ့တန်ဖိုးကိုပေးဆက်ရမှာပဲလို့ခက်ပြက်ပြက်ပြောချလိုက်တာပေါ့ပြီးတာနဲ့ဆေးဖို့ကြီးရှေ့ကိုရှောက်သွားပြီးပေါင်ရချီလေးတဲ့ဆေးဖို့ကြီးကိုလက်တစ်ဖက်ထဲနဲ့ပေါ့ပေါ့ပပပဲချီလိုက်တဲ့စုအိမ်တော်ကိုဒီနေ့ကစပြီးရှင်းဟိုင်မျိုးကနေဖယ်ရှားပစ်လိုက်ပြီလို့အမိန့်ချမှတ်လိုက်ပါတယ်ကိုတိုင်းတော်ဝင်ပါစရာမလိုပဲချန်ခဲ့တဲ့စကားတခွန်းလဲနဲ့တင်စုအိမ်တော်ကိုတေတံပေးလိုက်တာပါပဲဗျစုမိသားစုကတော့မထီးသင့်မကင်တဲ့အရာတစ်ခုကိုသွားစမိလိုက်တာလေးရှင်းဟိုင်မျိုးကခွေးအုပ်စုတွေကဒီညမှာတင်စုမိသားစုကိုအယိုးတောင်မကြံအောင်ဝါမျိုးပစ်ကြတော့မှာပဲဖြစ်တဲ့အပြင်ဘက်မှာတော့ကောင်းကင်ကြီးကမဲမောင်နေပြီးမိုးတွေကတဲကြီးမဲကြီးရွာသွန်းနေတာပေါ့ဝေါ်လုံးတောင်ထိပ်ကတိမ်ရွာနန်းတော်ထဲမှာလူသခင်လေးကကြေးဝါဆေးပေါင်းဖို့ကြီးတစ်ခုကိုအခန်းလေခေါင်မှာချထားလိုက်တဲ့ဒီဆေးပေါင်းဖို့ကြီးကငကားကိုကောင်နှစ်ဆေးပေါင်းဖို့ရဲ့ပုံတူဆိုပေမဲ့အထက်မှာထွင်းထုထားတဲ့ဝိညာဉ်စုဆောင်ရေးမှန်တဲ့အစီရင်တွေကြောင့်ဆေးဖော်ဆက်တဲ့နေရာမှာအောင်မြင်မှုရာဂိုင်နှုန်းကိုရောဆေးစွမ်းကိုပါအစာပေါင်းများစွာတိုးမြင့်ပေးနိုင်တာလေရှာရမင်ကိုင်းကဒီပစ္စည်းလေးကိုအသေးလဲလိုချင်နေခဲ့တာလဲမဆန်းပါဘူးအခုတော့ဒီဖိုကြီးရလာပြီဆိုတော့သူကျင့်ကြံနေတဲ့ငကားလျှို့ဝှက်တိုင်းကျန်းနဲ့အကိုက်ညီဆုံးဖြစ်မဲ့ငကားစွမ်းရင်ဆေးလုံးတွေကိုစတင်ဖော်ဆက်လို့ရသွားခဲ့ပြီလေဖိုကြီးထဲမှာလျှက်စီးတွေလက်သွားပြီးမိတောက်တွေတဟုံဟုံတောက်လောင်လာတာတကယ်ကိုအမိုက်စားပဲအခြားတစ်ဖက်မှာတော့အဲခမ်းမကြီးတဲ့ကလေထုကတော်တော်လေးကိုတင်းမာနေခဲ့တဲ့ချူရှင်းဝံကချူမီသားစုရဲ့ထိတ်တန်းတိုင်းသမားကြီးတွေကိုအနောက်မှာရက်ခိုင်းထားပြီးကျမ်းပြင်ပေါ်မှာတော့တံမိုးကြီးကြောက်စိမ့်တက်တာလေးတွေအများကြီးကိုချထားတာပေါ့အထဲမှာကနှစ်တရာတက်တန်းရှိတဲ့တောတောင်ကျင်စင်းတွေနဲ့တခြားရှားပါဆေးပင်တွေအပြည့်ပဲလေတစ်ချိန်တည်းမှာပဲလန်ယူရွှမ်းကဘီတက်ကလထိုင်ပေါ်ကမူယုံချိုးရွှေကိုတွန်းပြီးအခမ်းမထဲဝင်လာခဲ့တဲ့ဒီမလေးရဲ့အေးဆက်ဆက်နဲ့လှပလွန်းတဲ့အရှိန်ဝါကြောင့်ချူမီသားစုဘက်ကအကဲကဲအမဲမဲတိုင်းသမားကြီးတွေတောင်စစ်စစ်မကြည့်ရဲကြဘူးလေရှင်းဟိုင်မျိုးရဲ့နံပါတ်1မိန်းမလားလေးနဲ့မျိုးတော်ရဲ့နံပါတ်1နတ်သမီးလေးတို့မျက်နှာချင်းဆိုင်မိသွားတဲ့အချိန်မှာစကားတခုမှမပြောကြပေမဲ့အကြည့်တွေနဲ့တင်မိပွင့်နေကြတာပေါ့ချူရှင်းဝံကအရင်ဆုံးစကားစပြောလိုက်ပြီးချူမီသားစုကတရက်ထဲနဲ့ဒီလောက်ရှားပါတဲ့ဆေးပင်တွေအများကြီးရှာနိုင်တာတကယ်ကိုလေးစားဖို့ကောင်းတယ်လို့ပြောလိုက်တာပေါ့အဲ့ဒီတော့မူယုံချိုးရွှေကလည်းလူတက်ခင်လေးအတွက်အလုပ်လုပ်ပေးရတာဦးမိသားစုရဲ့ဂုဏ်ယူစရာပါလို့ပြန်ချီပတ်လိုက်တယ်ပြီးတော့တန်ရှင်းကိုင်းရဲ့နောက်ွယ်က boss ဖြစ်တဲ့မူယုံချိုးရွှေကဒီလိုတောကျုံအောင်ကြားကိုလာပြီးသူ့စီကအလုပ်ကိုလူကျင်နေတာလားဆိုပြီးအကဲဆန်းလိုက်သေးတာကွာမူယုံချိုးရွှေကလည်းသူကဘသူနဲ့မှအလူရက်မလုပ်ချင်ဘူးလူတက်ခင်လေးကသူ့တက်ကိုကဲခဲလို့ကျေးဇူးဆက်တဲ့အနေနဲ့အကောင်းဆုံးဆေးဘက်ဝင်ပစ္စည်းတွေရှာပေးနေတာချူရှင်းဝံရှာလာတဲ့ရိုးရိုးဆေးပင်တွေဆိုရင်တခင်လေးကတိတ်မကြခင်ရိုးသွားလိမ့်မယ်လို့ခက်တီတီနဲ့ပြန်ပြောပြလိုက်တယ်ဒီလိုနဲ့2ယောက်တာစကားနိုင်လူနေကြတော့အပေါ်ထက်ကနေတော်ကြတော့ပါဆက်တွေပိတ်ထားလိုက်ဆိုတဲ့အတန်ဝဝကြီးထွက်လာခဲ့တဲ့အတန်ရှင်ကတော့လူသခင်လေးပဲဖြစ်ပြီးသူကလှေကားပေါ်ကနေအေးအေးဆေးဆေးဆင်းလာတာလေကျမ်းပြင်ပေါ်ကကြောက်စိမ့်တက်တာတွေကိုတစ်ချက်ဝေးကြည့်လိုက်ပြီးဆေးပင်တွေရဲ့အရေးသွေးကတော်တော်မြင့်တာမို့ချူရှင်းဝံကိုအလုတ်လောက်တာတည်တတ်တယ်လို့ချီးကျူးလိုက်တာပေါ့အဲ့ဒီစကားလဲကြားရောချူရှင်းဝံရဲ့မျက်နှာလေးကချက်ချင်းဝင်းလက်သွားပြီးမူယုံချိုးရွှေကိုတောင်အောင်းနိုင်သူအပြုံးနဲ့တစ်ချက်လှမ်းကြည့်လိုက်သေးတာလူသခင်လေးကဆိုဖာပေါ်မှာဝင်ထိုင်လိုက်ပြီးမူယုံချိုးရွှေကိုဒီနေ့လာတာတည်င်းကောင်းပါလာဖို့မျှော်လင့်တယ်လို့ပြောလိုက်တယ်မူယုံချိုးရွှေကဥညွတ်လိုက်ပြီးဆေးပင်တွေရှာဖွေနေတဲ့အခြေအနေကိုတင်ပြတဲ့အပြင်တခင်လေးအတွက်အန္တရာယ်ရှိနိုင်တဲ့သတင်းတစ်ခုပါလာတယ်လို့ပြောရင်းခေါင်းလောင်းပုံတစိတ်ကောင်းကြီးကတ်ထားတဲ့စာအိတ်တအိတ်ကိုလှမ်းပေးလိုက်တာပေါ့မင်းညကဝမ်မီသားစုကိုအပြက်ရှင်းခဲ့ပြီးဒီနေ့ရှာရမင်ကိုင်းကအထူးတမန်ကိုပါအဆုံးသတ်ပေးလိုက်တာကြောင့်ရှာရမင်ကိုင်းချုပ်ကြီးကဒေါသတကြီးပောက်ကွဲနေပြီလို့ရှင်းပြလိုက်တယ်အဆိုးဆုံးကတော့နိုင်ငံတကာမှောင်ခိုကွန်ရက်ကြီးမှာလူတခင်လေးရဲ့ပုံနဲ့အတူအမေရိကန်ဒေါ်လာ1ဘီလီယံတန်ကြေးစားလုပ်ကြံခိုင်းတဲ့ကြေညာချက်ထွက်ပေါ်လာတာပဲဒေါ်လာ1ဘီလီယံဆိုတဲ့စကားလဲကြာရောချူရှင်းဝန်ခံများလန့်ပြီးပါဆက်လေးဟာသွားတာပေါ့ဒီလောက်များပြားတဲ့ငွေကြေးပမာဏကြောင့်ကမ္ဘာအမှောင်လောကကထိတ်တန့်ကြေးစားလူသက်သမားတွေအကုန်လုံးလှုပ်ရှားလာကြပြီလေသတင်းတွေရဆိုရင်မှောင်ခိုကွန်ရက်ရဲ့အဆင့်ဆယ်တွင်မှရှိတဲ့သွေးကောင်းလောင်းလူတပ်ဖွဲ့ကဒီအလုပ်ကိုလက်ခံလိုက်ပြီးတဲ့သူတို့ကနေရာလက်မကျန်ခိုးဝင်လုပ်ကြံတဲ့နေရာနဲ့အကြီးစားဖြစ်စီရေးလက်နက်တွေတုံးတဲ့နေရာမှာဆရာတစုတွေလေရန်သူကအမှောင်ထဲမှာရှိနေပြီးသူတို့ကအလင်းထဲမှာမို့လို့လက်တလောဒီရက်ပိုင်းလေးတော့တန်ရှင်းကိုင်းရဲ့နိုင်ငံခြားကလှုပ်ဝက်အမာခံစခန်းမှာခဏသွားရှောင်နေဖို့မူယုံချိုးရွှေကအကြံပေးလိုက်တယ်ဒါပေမဲ့လူတက်ခင်လေးကတော့ရှောင်နေရမယ်ဆိုတဲ့စကားကိုကြားတော့တယောပြုံးလိုက်ပြီးအဲ့ဒီအရေးကြီးလာပါတယ်ဆိုတဲ့စာအိတ်ကိုအနာကအမိုက်ပုံနဲ့အသားလေးပစ်ထည့်လိုက်တာကွာပြီးတော့မတ်တက်ရက်လိုက်ပြီးမှန်ပြတင်းပေါက်ကနေရှင်းဟိုင်မျိုးရဲ့ညရှုခင်းကိုငေးကြည့်နေခဲ့တယ်သူ့ရဲ့မျက်လုံးအစုံမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့ရွှေရောင်တကားအရေးကြီးကထပ်မံပေါ်လာခဲ့ပြီးအမိုက်ပုံတွေကကြွက်စုပ်လောက်လေးတွေကများငါ့ကိုနောက်ဆုတ်သွားအောင်လုံနိုင်မယ်ထင်နေလားဆိုပြီးခက်ဟာဟာရေမောလိုက်တယ်သူတို့သာလာမရှုပ်ရင်ကိစ္စမရှိပေမဲ့ငကားနိုင်ငံတော်တွေကိုခြေတလန်းချရဲတာနဲ့အစ်အမှန်ငရဲဆိုတာဘာလဲဆိုတာကိုကောင်းကောင်းကြီးသိသွားစေရမယ်လို့ကြုံဝလိုက်တာပေါ့ဝိုင်ကွက်ကိုခက်ကြမ်းကြမ်းညှစ်ခွဲလိုက်လို့နေရဲနေတဲ့အရေးတွေကလက်ချောင်းတွေကြားကနေ
စီးကြလာတာအတော်လေးကြက်တီးထားเสียရပဲအဲ့ဒီနောက်မှာတော့ညတခေါင်ရဲ့အချိန်ကိုရောက်လာခဲ့ပြီလေဝေါ်လုံးတောင်ထိပ်ကတိမ်လွာနန်းတော်ကြီးတစ်ခုလုံးမှာတက်ဖြတ်လို့တဲ့အငွေတက်တွေကဖုံးလွှမ်းနေပြီးလေတွေကလည်းအယူမူတိုက်ခတ်နေတာပေါ့မိန်းကလေးနှစ်ယောက်ကလည်းအိမ်မပြန်ကြသေးပဲလူတိုင်းကနတ်ဖျားတစ်ပါးလိုကိုးကွယ်နေရတဲ့ဒီအမျိုးသားကအမှောင်လောကရဲ့ထိပ်တန်းကြီးစားအဖွဲ့ကိုဘလို့ရင်ဆိုင်မလဲဆိုတာကိုယ်တိုင်ကိုကြမြင်ချင်းနေကြတာလေမနက်2 နာရီတိတိလူတွေအိမ်မောကြပြီးအနိုင်ဆုံးအချိန်ရောက်တော့ဆိုဖာပေါ်မှာတရားထိုင်နေတဲ့လူသားခင်လေးကမျက်လုံးတွေကိုရုတ်တရက်ဖွင့်လိုက်တဲ့သူ့မျက်လုံးထဲကနေရွှေရောင်လင်းနှန်းတွေဖြာထွက်လာပြီးရောက်လာကြပြီလို့တီတိုရေးရွတ်လိုက်တဲ့ဒီစကားကြောင့်မူယုံချိုးရွှေနဲ့ချူရှင်းဝမ်တို့နှစ်ယောက်လုံးမြင့်တက်သွားကြတယ်သူတို့ဘာတမ်းမှမကြားရသလိုအပြင်ဘက်ကလုံခြုံရေးအဆောင်တွေစီကလည်းဘာတတိပေးချက်မှထွက်မလာဘူးလေလူသားခင်လေးကလန်ယူရွှမ်းကိုမိန်းကလေးနှစ်ယောက်ကိုခေါ်ပြီးအတွင်းခန်းထဲဝင်ခိုနေဖို့တာမန်ကိစ္စလေးတစ်ခုလိုပဲအေးအေးဆေးဆေးအမိန့်ပေးလိုက်တဲ့လန်ယူရွှမ်းကတင်မင်းနဲ့အမြဲလက်ပွန်းတတိနေလာခဲ့တဲ့သူမို့အန်ရဲ့အငွေတက်ကိုချက်ချင်းအာယုံခံမိသွားပြီးမူယုံချိုးရွှေရဲ့ကလတ်ထိုင်ကိုတွန်းချူရှင်းဝမ်ရဲ့လက်ကိုဆွဲပြီးအနောက်ဘက်ကိုအမြန်ဆုတ်ခွာသွားတော့တာပဲသူတို့အတွင်းခန်းထဲရောက်သွားတဲ့အချိန်လေးမှာတင်အပြင်ဘက်အမောင်ထုတဲကနေနာကွဲမတက်အတန်ကျဲကြီးထွက်ပေါ်လာခဲ့တဲ့အပေါ်စားတန်ချက်ကကားတွေကိုတောင်ဖောက်ထွင်းနိုင်တဲ့အထူးထုတ်ကြီးစံကြီးကကြီးကာမန်ကြီးကိုဝုန်းကနေရိုက်ခွဲပြီးလူတက်ခင်လေးရဲ့နဖူးတက်တဲ့ကိုအရှိန်ပြင်းပြင်းနဲ့ဝင်လာတာလေနဖူးနဲ့လက်တလုံးစာလောက်အကွာလေးရောက်မှသူကညာဘက်လက်ကိုအေးဆေးပစ်မလိုက်ပြီးလက်ညှိုးနဲ့လက်ခလဲကြားမှာကြီးစံကိုပေါ့ပေါ့ပပဖမ်းညက်ထားလိုက်တာအမိုက်စားကွာလေးထုထဲမှာတောင်အရှိန်ကြောင့်လှိုင်းကရက်တွေထသွားခဲ့တဲ့အမောင်လောကရဲ့ထိတ်တန်းအဆင့်ဆယ်စီရင်ဝင်ဆိုပြီးဒီလောက်အစွမ်းလေးနဲ့များလာလုံနေတယ်လို့ခနဲ့လိုက်သေးတာပြီးတာနဲ့ဖမ်းထားတဲ့ကြီးစံကိုလက်ချောင်းလေးနဲ့အသားလေးခောက်ထုတ်လိုက်တော့မူလာတဲ့အရှိန်ထက်အဆဆယ်ဆလောက်မြန်တဲ့နှုံးနဲ့လာရလန်းကြောင်းတိုင်းပြန်ထွက်သွားတော့တယ်အဲ့ဒီကြီးစံကတောင်အောက်ကတစ်ပင်ပုံမှာချောင်းနေတဲ့အဝေးပြစ်တနက်သမားကိုအတန်လေးတောင်မထွက်လိုက်ရပဲအဆုံးသက်ပေးလိုက်တာပေါ့အဲ့ဒီတော့မှအမောင်ထဲမှာပုံနေတဲ့တွေးကောင်းလောင်းအဖွဲ့သားတွေလည်းအခြေအနေမဟန်တော့ဘူးဆိုတာကိုရိပ်မိသွားကြတယ်ခိုးကြောင်ခိုးဝက်လုတ်ကြံမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီးမျက်နှာချင်းဆိုင်အကြမ်းပတန်းဝင်တိုက်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့ခင်မီညဝစ်စုံမဲတွေဝစ်ထားတဲ့လူမိုက်တအုပ်ကြီးကတစေတွေလိုပဲတရင်ပေါက်ကနေဧခမ်းမတဲ့ကိုလေးဘက်လေးတန်ကနေဝိုင်းဝင်လာကြတယ်သူတို့လက်ထဲမှာတိုက်တီနီယန်ဆက်တထုဓာတ်တွေကင်ထားတဲ့အပြင်ခါမှလည်းအမြင့်ဆုံးအဆင့်ရှိတဲ့ပောက်ကွဲစေတတ်တဲ့အရာတွေနဲ့အစိမ့်ငွေဘုံတွေအပြည့်ချိတ်ထားတာကွာခေါင်းဆောင်ဖြစ်တဲ့သူကတယောက်မှအရှင်းမထားနဲ့အကုန်လုံးတခါလေရှင်းဖြစ်ဆိုပြီးအော်ဟစ်အမိတ်ပေးလိုက်တဲ့ကြေးစားလူသက်သမား10ကနန်းလောက်ကသူတို့ခါမှာချိတ်ထားတဲ့ဘုံတွေကိုတပြိုင်နက်တည်းဆွဲဖြုတ်လိုက်ကြတယ်အဲ့ဒီအချိန်မှတင်လူတက်ခင်လေးကငကားနယ်မြေစွမ်းအားဆိုပြီးဒေါသတကြီးအော်ဟစ်လိုက်တာနဲ့တပြိုင်နက်သူ့ကိုကနေရွှေရောင်လင်းတန်းလှိုင်းလုံးကြီးတွေလေးဘက်လေးတန်ကိုအကြမ်းပတန်းရိုက်ခတ်သွားတော့တာပဲအဲ့ခန်းထဲကတမိုးကြီးပရိဘောဂတွေနဲ့မီးဆိုင်တွေအကုန်လုံးအမှုတ်ဖြစ်သွားခဲ့တဲ့ဘုံတွေကိုပြစ်ပေါက်ဖို့ပြင်နေတဲ့လူသက်သမားတွေလည်းတောင်ကြီးတစ်လုံးဖိချလိုက်တယ်လို့မျိုးခံစားလိုက်ရပြီးအသက်ရှူဖို့တောင်မနေရုံကန်နေရတာလေသူတို့လက်ထဲကဘုံတွေဆိုတာလဲအစအနတောင်မကြံအောင်ကြေမွားသွားခဲ့ပြီးအတွင်းခန်းထဲကနေချောင်းကြည့်နေတဲ့ချူရှင်းဝမ်နဲ့မူယုံချိုးရွှေတို့နှစ်ယောက်သားချက်တည်ပြီးစကားတခုမှတော့မဟနိုင်တော့ဘူးပေါ့မင်းကလေးရဲ့မျက်လုံးစုံကအံ့ဩလွန်းလို့ပြုတ်ကျသွားပြီးဒါကဘလို့တိုင်းပညာလဲကွာလူသားတယောက်ရဲ့အစွမ်းကိုလုံးဝကျော်လွန်နေတဲ့နတ်ဖျားတွေရဲ့အံ့ဖွယ်ဖန်ဆင်းမှုကြီးပဲဆိုပြီးရေရွတ်လိုက်တာသူနဲ့တူရှိနေတဲ့အမကိုလည်းတွေးလိုက်လားသူကတကယ်ကိုနတ်ဖျားပဲဆိုပြီးတကားကြားကနေချောင်းကြည့်ရင်ပါဆက်အဟောင်းသားဖြစ်နေကြတာပေါ့အဲ့ဒီအချိန်မှာဆိုဖာပေါ်မှာအေးအေးဆေးဆေးထိုင်နေတဲ့လူသားခင်လေးကရောက်တောင်ရောက်လာပြီးပဲကိုခေါင်းပစ်ချစ်ဖြစ်ပုံမနေပါနဲ့တော့လို့လှမ်းပြောလိုက်တာလေရှာရမင်ကိုင်ကျုပ်ကြီးဖြစ်ပြီးတော့မှအောက်တန်းစားကြေးစားလူသက်သမားတွေရဲ့အနောက်ကနေလိုက်ပြီးအမျက်ထုတ်ဖို့ကြံနေတာတိုင်းပညာရှင်ကြီးတယောက်ရဲ့တိတ်ခါကိုမငဲဘူးလားလို့အေးဆက်ဆက်နဲ့ခနဲ့လိုက်တာအဲ့ဒီတော့မှကောင်းကင်ကြီးတစ်ခုလုံးမဲမောင်သွားပြီးတိမ်တွေကြားထဲကနေတကယ်ကိုမောက်မာလာချီလာကောင်းလေးဆိုတဲ့ရေတန်ကြီးဟိမ့်ထွက်လာခဲ့တာဝေါ်လုံးတောင်ထိပ်ရဲ့ညအမောင်ထူးတဲကနေဝစ်စုံမဲကြီးနဲ့အဖိုးကြီးတယောက်ကကောင်းကင်ဘော်ကနေဖြည်းဖြည်းချင်းပြန်ဆင်းလာတာပေါ့စပင်တွေမုတ်စိတ်တွေဖြူဖွေးနေပေမဲ့မျက်နှာကတော့ကလေးလေးတယောက်လိုညီမြန်းနေတာလေသူကလေးပေါ်မှာလမ်းလျှောက်လာတာဖြစ်ပြီးခြေတလန်းလှမ်းလိုက်တိုင်းခြေပွားအောက်မှာအမဲရောင်ကြပန်းအရိပ်တွေကအလိုလိုပွန့်ပွန့်လာတာတကယ်ကိုအံ့ဩစရာပဲအခန်းထဲကနေချောင်းကြည့်နေတဲ့ချူရှင်းဝမ်ကလည်းလက်ဖြန့်သွားပြီးဒါကဒန္နာဤတဲကတိုင်းပညာရှင်အဆင့်ကိုကျော်လွန်ပြီးနတ်ဖျားအဆင့်ကိုခြေတလန်းလှမ်းနိုင်တဲ့သူတွေပဲသုံးနိုင်တဲ့အစွမ်းမဲဆိုပြီးအော်ဟစ်တတိပေးလိုက်တာပေါ့သူကရှာရမင်ကိုင်းချုပ်ဂူချန်ဟေပဲဖြစ်တယ်လေမြန်မာတို့ကြီးပဲပြန်လာပြန်ပါပြီဂူချန်ဟေကပျက်စီးနေတဲ့တိမ်လွာနန်းတော်အရှိကိုဆင်းသက်လိုက်ပြီးသူ့ရဲ့ရန်လိုနေတဲ့မျက်လုံးတွေကလူတက်ခင်လေးစီမှာတင်အသေးပိတ်ထားတာသူ့ရဲ့အနောက်မှာတော့ရုံရင်ဆန်ခတ်ဖြစ်နေတဲ့စူးနေရွှေကရွှွန့်တွေညီရဲနေတဲ့အရည်တွေနဲ့အလဲလဲပြပြလဲကျနေခဲ့တဲ့စူးမိသားစုပျက်စီးသွားကြတဲ့ကဒုက္ခမျိုးစုံနဲ့နှိပ်စက်တာခံခဲ့ရတဲ့စူးနေရွှေကလူတက်ခင်လေးကိုမြင်တာနဲ့မင်းလိုမိစ္ဆာကောင်ဂိုင်းချုပ်ကြီးကပြန်လာပြီးဆိုပြီးမင်းကိုကောင်းကောင်းကြီးအဖြစ်ပေးလိုက်မယ်ယူသွတ်စွာနဲ့လက်ညှိုးထိုးအော်ဟစ်တော့တာပဲဒါပေမဲ့လူတက်ခင်လေးကတော့သူ့ကိုမျက်လုံးထောင်းကတော့လှည့်မကြည့်ပဲဂူချန်ဟေကိုကြည့်ပြီးဆေးပေါင်းဖို့အတူလေးတစ်ခုအတွင်းနဲ့မမှတ်သေးဘူးလားလို့ဖက်အေးပဲမေးလိုက်တယ်ဂူချန်ဟေကလည်းမျက်လုံးတွေနီးရဲလာပြီးမောက်မာလာချီလာကောင်းလေးငါက10နှလုံးလုံးအောင်ချင်းခဲ့ပြီးအခုမှအစွမ်းကုန်အောင်မြင်လာတာငါလူကိုတက်9ရတနာကိုလူတဲ့အတွက်ဒီညမင်းရဲ့အသက်သွေးတွေကိုအကုန်ဆုပ်ယူပြီးမင်းကောင်းနဲ့ငါခိုင်းရဲ့အောင်လံကိုအမွန်းတင်မယ်ဆိုပြီးရှာရွာအမဲရောင်လက်ဝါးတိုင်းကိုထုတ်သုံးလိုက်တော့တာပဲလေတူးထဲမှာအပူချိန်ကရုတ်တရက်အေးခဲသွားပြီးအမဲရောင်နှင်းပွင့်တွေဖြစ်ပေါ်လာကအိမ်တလုံးစာလောက်ကြီးမားတဲ့အမဲရောင်လက်ဝါးကြီးကလူတက်ခင်လေးရဲ့ခေါင်းပေါ်ကိုပြင်းပြင်းထန်ထန်ရိုက်ချလာခဲ့တဲ့ကိုခန္ဓာအေးတက်ခံစားလွယ်တဲ့မူယုံချိုးရွှေဆိုရင်အဝေးကနေတောင်သွေးတွေအေးခဲမတက်ခံ
စားလိုက်ရတာလေအဲ့ဒီအချိန်မှာလူတက်ခင်လေးကပြုံးလိုက်ပြီးရေခဲနဲ့ကစားကျင်တာလားမင်းလူမာသွားပြီကွဆိုပြီးသူ့ကိုယ်ထဲကငကားစွမ်းအင်တွေကိုမိတောင်ပောက်ကွဲတယ်လို့ထုတ်လွှတ်လိုက်တာပေါ့အနောက်ကိုစုံမပြေးပဲအဲ့ဒီလက်ဝါးကြီးစီကိုလက်သီးနဲ့ထိုးချလိုက်တဲ့အခါသူ့ရဲ့လက်သီးကနေပေတရာလောက်ရှည်တဲ့ရွှေရောင်ငကားကြီးတစ်ကောင်ဟိန်းဟောက်ပြီးထွက်လာခဲ့တယ်ဒီငကားကအပူချိန်ပြင်းဆုံးငကားမိတောက်တွေနဲ့ဖွဲ့စည်းထားတာမို့ဂူချန်ဟေးရဲ့အေးတက်လက်ဝါးကြီးကိုချက်ချင်းပဲအခိုးငွေ့ဖြစ်အောင်အရေးပြောပြစ်လိုက်တာပေါ့ပြီးတော့ငကားကြီးကအရှိန်မပြတ်ပဲဂူချန်ဟေးရဲ့ရင်ဘတ်ကိုတက်တက်စောက်တိုက်မိသွားတော့တာပဲဂူချန်ဟေခါမြမျက်လုံးကြီးပြူသွားပြီးဒါကဘလို့လုတ်ဖြစ်နိုင်မှာလဲဆိုပြီးအကြီးအကျယ်ထိတ်လန့်သွားခဲ့ရတယ်လူတက်ခင်လေးကသူ့အရှိကိုရှောက်လာပြီးငါအရှိမှာမင်းကကိုအဆုံးစီရင်ဖို့တော့အရေးချင်းမရှိဘူးဆိုပြီးမျက်လုံးတွေကိုအေးဆက်အောင်လှုပ်လိုက်တာလက်ညှိုးနဲ့ဓာတ်အရှိန်ဝါကိုထုတ်ပြီးဂူချန်ဟေရဲ့အချက်ချနေရာကိုဖောက်ထွက်သွားစေခဲ့တယ်ဂူချန်ဟေခါမြမျက်လုံးအပြူသားနဲ့တင်ဇလန်းအဆုံးသက်သွားခဲ့ရပါပြီဗျာလူတက်ခင်လေးကတေးဆုံးသွားတဲ့ဂူချန်ဟေရဲ့အင်ဂျီကြားထဲကနေတိုးလောင်အိတ်အဟောင်းလေးအိတ်ကိုနှိုက်ယူလိုက်တဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာတံမိုးကြီးဝိညာဉ်ကြောက်တုံးတွေအပြင်ရောင်စုံလင်းတွေဖြာထွက်နေတဲ့နှစ်တရာတက်တန်းရှိနှင်းကြပန်းနဲ့မီးရန်သီးတွေပါလာတာမို့တော်တော်လေးသဘောကျသွားတာပေါ့ရှူရှင်းဝန်ပေးထားတဲ့ဆေးပင်တွေနဲ့ပါပေါင်းလိုက်ရင်ငကားဆေးလုံးဖော်ဆက်ဖို့လုံလောက်သွားပြီလေဒီလိုနဲ့သူက3ရက်တိုင်တိန်လွာနန်းတော်ကိုပိတ်ပြီးဆေးဖော်ဆက်ဖို့ပြင်ဆင်တော့တာပဲအဲ့ဒီနောက်မှာတော့ရှူရှင်းဝန်ကရှင်းဟိုင်မျိုးရဲ့ရှုပ်ထွေးနေတဲ့အခြေအနေတွေကိုလိုက်ရှင်းပေးခဲ့တယ်ဝမ်မီသားစုနဲ့စူမီသားစုပျက်စီးသွားပြီးကြံခဲ့တဲ့လုပ်ငန်းတွေကိုကုန်သွယ်ရေးအဖွဲ့ရဲ့စွမ်းအားတွေနဲ့ရှူမီသားစုရဲ့စီးပွားရေးဗျူဟာတွေတုံးပြီးချက်ချင်းပဲတိမ့်ပိုက်လိုက်တာပေါ့3ရက်အတွင်းမှာတင်ရှင်းဟိုင်မျိုးရဲ့အခြေအနေကလုံးဝပြောင်းလဲသွားပြီးရှူရှင်းဝန်ကတော့မျိုးရဲ့နံပါတ်1ဘရင်မကြီးဖြစ်လာခဲ့တဲ့တစ်ချိန်ကမောက်မာခဲ့တဲ့စူးနေရွှေကတော့အဆုတ်ပလုတ်ဆုံးဆင်းရဲသားရက်ွက်ထဲမှာယူသွပြီးအမိုက်ပုံတွေကစားစရာတွေကိုလူစားရတဲ့ဘဝကိုရောက်သွားခဲ့ရရှာတဲ့3ရက်မြောက်တဲ့နေ့မှာတော့ဝေါ်လုံတောင်ထိပ်ကောင်းကင်ကြီးမှာတိမ်မဲတွေအလိမ့်လိုက်တက်လာပြီးလျှက်စီးတွေတစ်ဖြက်ဖြက်လက်လာခဲ့တဲ့တိမ်လွာနန်းတော်ထဲကနေမွေးကြိုင်လုံးနဲ့ဆေးရနံ့တွေထွက်လာပြီးကောင်းကင်ဘုံမှာ9ရောင်ချဲတိမ်တိုက်ကြီးတောင်ဖြစ်ပေါ်လာတာပေါ့ဘီတက်ကလထိုင်မိုကမူယုံချိုးရွှေကလည်းဒါကဒန္နာကြီးထဲကနတ်ဆေးလုံးတွေပေါ်လာရင်ဖြစ်တတ်တဲ့ကောင်းကင်ဖြစ်စဉ်ပဲတခင်လေးကဘလို့ဆေးမျိုးကိုဖော်ဆက်လိုက်တာလဲဆိုပြီးရင်သက်ရှုမောဖြစ်နေခဲ့တယ်အဲ့ဒီအချိန်မှာဆေးပေါင်းဖို့ကြီးကအမိုက်စားငကားဟင်းတန်ကြီးနဲ့အတူအမိုးကိုဖောက်ပြီးကောင်းကင်ပေါ်ပြန်တက်သွားတာလေဖိုးဖုံးပွင့်သွားတာနဲ့ရွှေရောင်တောက်နေတဲ့ဆေးလုံး3လုံးကကျေတကွန်းလေးလိုထွက်ပြေးဖို့ကြံကြတာပေါ့လူတက်ခင်လေးကလေးပေါ်ကိုခုန်တက်လိုက်ပြီးပြေးကျင်လို့လားဆိုပြီးလက်တစ်ဖက်နဲ့တင်ဆေးလုံး3လုံးကိုဖမ်းဆုပ်ကနှလုံးကိုချက်ချင်းမျိုးချလိုက်တာကွအဲ့ဒီအခါသူ့အနောက်ကရွှေရောင်ငကားရိပ်ကြီးကအကြေးခွန်တွေငကားချိုတွေပါအစ်စ်အမှန်တိုင်းပေါ်လာပြီးငကားတိုင်းကျန်းကဒုတိယအဆင့်ကိုချိုးဖြတ်အောင်မြင်သွားခဲ့ရတဲ့လူတက်ခင်လေးကလေးပေါ်မှာငကိုငိန်လေးရက်နေပေမဲ့သူ့စီကထွက်လာတဲ့ဖိအားကြောင့်မျိုးတွေကလူတန်းပေါင်းများစွာဟာရင်ထဲမှာထိတ်လန့်တုန်လှုပ်သွားကြပြီးနတ်ဖျားတစ်ပါးလူပြည်ကိုဆင်းသက်လာတယ်လို့ခန်းစားလိုက်ရတာပေါ့ပြီးတော့မှသူကဖြည်းဖြည်းချင်းအောက်ကိုပြန်ဆင်းလာပြီးအရင်လိုပဲကြောက်စိမ့်လိုအေးချမ်းတဲ့လူငယ်လေးတစ်ယောက်အဖြစ်အစွမ်းတွေကိုပြန်သိမ်းဆည်းလိုက်တော့တာပဲတိမ်လွာနန်းတော်ရဲ့လှေကားထစ်တွေရှိမှချူရှင်းဝမ်ကလူတခင်လေးကိုအယိုသေးပေးပြီးတိုင်းပညာတွေအောင်မြင်သွားတဲ့အတွက်ဂုဏ်ပြုပါတယ်လို့ဝမ်းသာအားရပြောလိုက်တာပေါ့သူ့အနားမှာတော့မူယုံချိုးရွှေကဘီတက်ကလထိုင်လေးနဲ့ငြိမ်ငြိမ်လေးထိုင်နေတဲ့လူတခင်လေးကလက်ထဲမှာရွှေရောင်တောက်ပနေတဲ့ဆေးလုံးလေးတစ်လုံးကိုဖန်ဆင်းလိုက်ပြီးဒါကပြီးခဲ့တဲ့ရက်တွေတုန်းကမင်းလုပ်တွေတေချာလုပ်ပေးခဲ့လို့ဆူချတာပဲဒီဆေးကအယိုးကြောတွေကိုဆေးကြောပေးပြီးလူတစ်တယောက်လိုပြန်လည်မွေးဖွားစေလိမ့်မယ်လို့ရှင်းပြလိုက်တာကြီးတော့သူကပြုံးဆဆနဲ့မင်းကငါရဲ့အစီခံလှုပ်ချင်တာမဟုတ်ဘူးလားကိုကာကွယ်နိုင်တဲ့အစွမ်းလေးမှမရှိရင်အပြင်ခေါ်သွားတဲ့အခါငါအတွက်မျက်နှာပြက်စရာကြီးဖြစ်နေမှာပေါ့ဆိုပြီးပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့ဒီမလေးခမမျက်ရည်တွေဝဲလာပြီးကျေးဇူးတင်လွန်းလို့ဒူးထောက်ချလိုက်ကအသက်ရှင်နေတဲ့တခင်လေးရဲ့လူဖြစ်တယ်လို့တေသွားရင်တောင်တခင်လေးရဲ့တစေဖြစ်တစ္ဆာခံပါမယ်ဆိုပြီးဂတိတွေအထက်ထပ်ပြီးတော့တာပဲဆေးလုံးလေးကိုလက်ကမ်းယူလိုက်တဲ့အချိန်မှာပဲသူဟာတာမန်လူသားဘဝကနေနတ်ဖျားတွေရဲ့တိုင်းကဘာတဲကိုတကယ်ကိုခြေလန်းစတင်လိုက်နိုင်ခဲ့ပြီလေလူတက်ခင်လေးကချိုးရွှေဘက်ကိုလှည့်ပြီးမင်းကိုတဲကအေးတန်တင်နေတဲ့အစိတ်အခြေအနေဘလို့နေလဲလို့မေးလိုက်တဲ့ချိုးရွှေကလည်းတခင်လေးပေးထားတဲ့ငကားမီတောက်အစွမ်းကတော်တော်လေးပြင်းထန်ပေမဲ့အခုဆိုရင်အချိန်တစ်ဝက်လောက်တော့လမ်းလျှောက်နိုင်နေပြီလို့ဝမ်းသာအားရပြန်ဖြေတာပေါ့ဒါအပြင်တခင်လေးရှာခိုင်းထားတဲ့ထိတ်တန့်ဆေးပင်3မျိုးတဲကတစ်မျိုးဖြစ်တဲ့စစ်မှန်တဲ့ငကားသွေးဆက်ကိုကောင်းကင်နှလုံးသားကိုရက်အဖွဲကနေတဲလွန်စာရထားပြီးလို့သတင်းပေးလိုက်တဲ့လူတက်ခင်လေးမျက်လုံးတွေအယောင်လက်သွားပြီးဘယ်မှာလဲလို့မေးလိုက်တဲ့အခါချိုးရွှေကအေဂရစ်မျိုးတော်ကနံပါတ်1ရှီဟောင်းတိုင်းပညာရှင်မိသားစုဖြစ်တဲ့လုံမိသားစုရဲ့လက်ထဲမှာရှိနေတာပါလို့ရှင်းပြလိုက်လုံမိသားစုကတိုင်းပြည်ရဲ့ကံကြမ္မာကိုနှစ်ပေါင်း100တိုင်စောက်ရှောက်လာခဲ့တာဖြစ်ပြီးသူတို့ရဲ့တားမြစ်နယ်မြေအနက်ရှိုင်းဆုံးနေရာမှာအဲ့ဒီရှီဟောင်းငကားသွေးဆက်ကိုချိတ်ပိတ်သိမ်းဆည်းထားတာလေဒါတင်မကသေးဘူးလုံမိသားစုရဲ့ဆရာသခင်ကလွန်ခဲ့တဲ့နှစ်တွေတုန်းကစစ်ဆက်စာချုပ်6ဆောင်ကိုချုပ်ဆိုခဲ့ပြီးအဲ့ဒီအထက်ကအဆင့်အမြင့်ဆုံးနဲ့လျှို့ဝှက်ချက်အများဆုံးစစ်ဆက်ထားသူကလုံမိသားစုရဲ့ပါရမီရှင်သမီးတော်လုံချင်းရင်ဖြစ်နိုင်တယ်လို့လည်းပြောပြလိုက်သေးတယ်ဒီသတင်းတွေကိုကြားတော့လူတခင်လေးကဧကရစ်မျိုးတော်ကိုမသွားလို့မဖြစ်တော့ဘူးဆိုပြီးဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်တော့တာပဲရှင်းဟိုင်မျိုးလေးရဲ့ဇလံကတော့ဒီမာတင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးဒါကသူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ဧကရစ်ခီးစဉ်ကြီးအတွက်ပထမဆုံးခြေလန်းလေးတစ်ခုသာဖြစ်ပါသေးတယ်နောက်တနေ့မနက်ခင်းအာယုံတက်ချိန်ရှင်းဟိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့တံမိုးကြီးကိုပိုင်လေရင်ကြီးတစ်စီးကပြေးလန်းပေါ်မှာအသစ်ဆောင်ဆိုင်နေခဲ့တဲ့လေရင်လေကားဘေးမှာချူရှင်းဝမ်ကလာပို့နေတာဖြစ်ပြီးသူ့ရဲ့အတွင်ပြင်ကအရင်ကလိုတာမန်လှပသူလေးမဟုတ်တော့ပဲနတ်ဆေးလုံးရဲ့အာနိတင်ကြောင့်နတ်သမီးလေးတစ်ပါးလိုတန့်စင်ပြီးတိုင်းပညာရှင်တယောက်ရဲ့အငွေ့သက်တွေပါရလာခဲ့တာတကယ်ကိုအံ့ဩစရာပဲသူက
လူတက်ခင်လေးကိုကြည့်ပြီးရှင်းဟိုင်မျိုးဘက်ကအခြေအနေတွေကိုတေချာထိမ့်သိမ်းထားပေးပါမယ်တခင်လေးစကားတခွန်းဟာလိုက်တာနဲ့ရှူမီသားစုရဲ့ကုတွေတသိန်းတန်ပိုင်ဆိုင်မှုတွေအကုန်လုံးကတခင်လေးခိုင်းစေတဲ့အတိုင်းအသင့်ရှိနေပါမယ်ဆိုပြီးတစ္ဆာခံလိုက်တာပေါ့လူတက်ခင်လေးကလည်းခေါင်းညစ်ပြပြီးငါတင်ပေးထားတဲ့လမ်းညွှန်ကျင့်စဉ်ကိုသာတေချာလေ့ကျင့်ထားလို့မှကြားရင်လေရင်ပေါ်ကိုတက်သွားခဲ့တယ်လေရင်ပေါ်ကအစ်မြင့်အခန်းထဲမှာတော့မူယုံချိုးရွှေနဲ့လမ်းအမားတို့ကအသင့်ဆောင်နေကြတာလေအေဂရစ်မျိုးတော်ကမူယုံမီသားစုရဲ့တခင်မလေးဖြစ်တဲ့ချိုးရွှေကလမ်းပြအဖြစ်တာဝန်ယူမှဖြစ်ပြီးတုံးဖက်မြင်မြေပုံကြီးကိုဖွင့်ပြရင်တခင်လေးအေဂရစ်မျိုးတော်ရဲ့အခြေအနေတွေကတော်တော်လေးရှုပ်ထွေးတယ်လုံမီသားစုလိုအေယာမအင်အားကြီးအဖွဲ့အစည်းတွေရှိတဲ့အပြင်ပုံကွယ်နေတဲ့ဂိုင်းတွေရဲ့တူရှိုတွေကလည်းနေရာတိုင်းမှာရှိနေတာလို့သတိပေးလိုက်တယ်လူတက်ခင်လေးကတော့တားရစ်ဆိုဖာပေါ်မှာအေးအေးဆေးဆေးထိုင်ရင်လက်ထဲကဝိုင်းနီခွက်ကိုဖြည်းဖြည်းချင်းလှုပ်ခါလိုက်ပြီးရေတွေကနက်တဲ့ပေါ့လေဒါဆိုလဲအဲ့ဒီရေတွေကိုနောက်ကြည့်သွားအောင်ပြစ်လိုက်တာပေါ့ကွာဆိုပြီးခက်ပြုံးပြုံးနဲ့ပြောချလိုက်တာပြီးတော့သူကလုံမီသားစုကအခြေအနေကိုနားလည်ပြီးငကားသွေးဆက်ကိုအလွယ်တကူပေးရင်တော့ကောင်းတာပေါ့အဲ့ဒီလိုမှမဟုတ်ရင်လေအေဂရစ်မျိုးတော်ရဲ့နံပါတ်1မီသားစုနေရာကိုလူစားထိုးပစ်လိုက်ရုံပဲရှိတာပေါ့လို့အေးဆက်ဆက်လေးတန်နဲ့ဆက်ပြောလိုက်တဲ့အခါကောင်မလေး2ယောက်စလုံးမျက်လုံးလေးတွေပြူးပြီးအံ့ဩထိတ်လန့်သွားကြတာပေါ့တကယ်တော့အမဲရောင်တောင်တန်းအချင်းထောင်ကြီးကိုဖောက်ထွက်လာကြတဲ့ကသူ့ရဲ့ကံကြမ္မာကအားလုံးကိုအုပ်ဆိုးဖို့တတ်မှတ်ပြီးသားဖြစ်နေခဲ့တာလေလေရင်ခန်းထဲမှာသူ့ရဲ့အနောက်ကနေကြီးမားခမ်းနားတဲ့ရွှေရောင်တကားကြီးပေါ်လာပြီးလောကကြီးတစ်ခုလုံးကိုပြောင်းလဲပစ်တော့မဲ့အငွေ့သက်တွေအပြည့်ဖုံးလွှမ်းနေခဲ့တဲ့အေယာမအင်ဂျင်တန်ကြီးနဲ့အတူကိုပိုင်လေရင်ကြီးကကောင်းကင်ဘုံကိုထိုးတက်သွားပြီးမြောက်ဖက်အေဂရစ်မျိုးတော်စီကိုဥတီပြန်တန်းသွားတော့တာပဲတိမ်တိုက်တွေအောက်ကကျေပြန့်လာတဲ့နဂါးနိုင်ငံတော်မြေပြင်ကြီးပေါ်မှာသူ့ရဲ့ပြန်ပက်ကင်းတန်းသားကြီးအစ်စ်တစ်ခုကအခုမှတကယ်ကိုအစပြိုးလိုက်ပြီးပဲဖြစ်ပါတယ်ပြောရင်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါပြီဗျာနောက်ဘာဇလန်းတွေကြိုက်ကြလဲဆိုတာတောင်းလို့ရပါတယ်အတောင်းများဆုံးကိုကျွန်တော်အမြဲအဆဆုံးလုပ်ပေးပါမယ်ပြောရင်အားလုံးပိုင်းပါဗျအခုလိုမိနစ်အရှိကြီးအေးတေးလောက်ရတာတကယ်မလွယ်ပါဘူးဗျတကားလုံးကိုတေးတေးချာချာအချိန်ပေးပြီးလောက်ထားရတာမလို့ကျွန်တော်ရဲ့စူးစမ်းမှုကိုအတိမတ်ပြုတယ်ဆိုရင်မန်လေးတစ်ခုခုနဲ့အားပေးသွားကြပါအောင်ဗျဘလိုတို့ရဲ့အမှန်တစ်ခုချင်းစီကကျွန်တော်အတွက်တော့နောက်ထပ်ဗီဒီယိုတွေလုပ်ဖို့ခွန်အားပါပဲ